ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူအိုအောမေရေးသားထားတဲ့ရင်ခုန်တာအချစ်လားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာဇာတ်လမ်းကောင်းလေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့အတူအသစ်တွေတင်တဲ့အမြဲတမ်းစီဖို့အတွက်ဘေးနား notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါစီရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ဇာတ်လမ်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။အများကသူမကိုခေါ်ဝေါ်တမုတ်ကြတာကအပြိုကြီးသူမရဲ့နာမည်ကစီယန်ချေတကိုရီတကာရအပြိုကြီးပေါ့ဘယ်ယောက်ျားကိုမှစိတ်ဝင်စားပဲကြားဆိုတဲ့တတဝါကိုရှိတယ်လို့ပဲထင်သူမဟုတ်သူမရဲ့အလုပ်ကတော့ရက်ွက်ထဲမှာငွေတိုးချီတယ်ရွှေတဲ့ပစ္စည်းတွေအပေါင်ခံနေဆက်ဆက်ထိမခံတကယ်အော်ကျော်လန်အပြိုကြီးအသက်အရွယ်အပြင်30ဝန်းကျင်သာရှိပါသေးတယ်သူမအမဖြစ်သူမစောချင်းနဲ့အတူနေထိုင်ပါတယ်အမဖြစ်သူကအေးဆေးသလောက်စီယန်ကတော့တကယ်အော်ကျော်လန်မှာမစောချစ်ထံမှာကျောင်းမေရွယ်သမီးလေးတယောက်ရှိပါတယ်။စီယန်ရဲ့အပြောဆိုကြမ်းချက်ကြောင့်ရက်ကွက်ထဲကလူအများစုကစီယန်ချဲဆိုရင်လွန်စွာကြောက်ကြပါတယ်။စီယန်အပေါ်မှာမဟုတ်တာပဲမလုပ်ရဲကြပါဘူး။တာထက်နေမစီယန်စိတ်ဝင်စားနေတာတော့မဟုတ်ပါဘူးနော်။မယိခင်ကမောင်ဖြစ်သူတာထက်ကိုမေးလိုက်ချင်မှာတာထက်ကမယိခင်ရဲ့အမေကြောင့်ဟာမာကြီးရလေဒီလောက်အပြောဆိုကြမ်းပြီးတော့ဇေယိုက်ကြမ်းကြမ်းမစီယန်ကိုစိတ်ဝင်စားကြလားဗျ။ဘယ်သိမလဲမနက်တိုင်းမက်ဆီယန်ဈေးသွားရင်နင့်မှာဦးရဖယားစိုက်ကားနဲ့ဈေးလိုက်ပို့ရတာမမောမပန်းမျက်စောင်းထိုးကဆိုလာတဲ့အမဖြစ်သူရဲ့စကားကြောင့်တားထက်ကသဘောကျစွာရီမော်ရင်ဒါအလို့သဘောရပါအမရကျွန်တော်ကမက်ဆီယန်လိုအပြိုကြီးကိုစိတ်ဝင်စားမလားဒီလောက်ဖလားမလားလေးတွေပေါ်နေတဲ့ခင်မှာကိုနဲ့ရွယ်သူမင်းကလေးကိုပဲစိတ်ဝင်စားမှာပေါ့အမလေအေးပါစောင့်ကြည့်ရတာပေါ့တားထက်ရဲ့စီယန်နဲ့ပတ်သက်လာရင်ယောက်ျားအများစုကရစ်တီပြီးမလုပ်ရဲအောင်ရှိန်ကြပါတယ်။စီယန်ဆိုတာလေဘယ်ယောက်ျားသားမှသူ့အနာမကက်ရဲအောင်လို့ပညာပြတတ်သူပဲဖြစ်ပါတယ်။သူမဘလောက်ပဲပညာပြသူမအနာမှာတောက်တဲ့လူကတ်နေတဲ့သူကတီးတန့်ရှိပါတယ်။သူ့ရဲ့နာမည်ကတော့လူပြိုကြီးဥဒတော်မှာမစောချစ်အော်ကိုသားတော်လာလေထိုင်ဒါနဲ့ဘယ်ကနေလှည့်လာတာလဲ။စောချစ်ကနှုတ်ဆက်တော့ဥဒတော်ဆက်ဖြည်းဖြည်းနဲ့ဟိုရီကြည့်ရင်ဒီကိုပဲတမင်လာတာမစောချစ်ဒါနဲ့စီယန်ရှိလာရင်မရှိဘူးဥဒတော်ရဲ့ဘာဖြစ်လို့လဲဟိုလေစီယန်အတွက်လက်ဆောင်လေးတွေယူလာပေးတာဘဘဥဒတော်ဘာလာလောက်တာလဲပိုးသမီးလေးဥဒတော်ကပိုးကိုပဲတွေးပြီးပိုးအနောက်မှခါထောက်ခါကြည့်နေတဲ့စီယန်ကိုတွေးလိုက်ရတော့ဥဒတော်အနေငယ်ဖြုံသွားရပါတယ်ဘာလာလောက်တာလဲဥဒတော်ရှင့်မှလည်းအိုကြီးအိုမနဲ့တနာကျိုးကထနေတာမရှက်ဘူးလားမမတို့ကလည်းမပြောချင်ဘူးစီယန်တို့မရှိရင်ဘသူမှလက်မခတ်ပါနဲ့ဆိုပိုးသမီးရေးသွားချို့တော့ဟုတ်ကဲ့တီလေးပိုးထွက်သွားတော့လက်ထဲကင်ထားတဲ့အိတ်ကိုဇပွဲခုံမော်ပြစ်ချလိုက်ခါဥဒတုံမကြည့်ကြည့်လိုက်ရဟိုလေစီယန်လေးအတွက်အကိုကြီးကလက်ဆောင်ယူလာပေးတာပါဟိုးရှုပ်ချက်ရှင်ယူလာတာတွေပြန်ယူသွားတော့နောက်တစ်ခါကျမကိုဟိုဟာလာပေးဒီဟာလာပေးမလုပ်နဲ့ရှင်ဘာနဲ့ကျမလောကဝမ်းဆက်ဖြစ်သွားမယ်စီယန်နဲ့ဘာမှတ်နေလေကောင်းမှပြီစီယန်ရေကိုကြီးသွားဆိုသွားပါမယ်အိမ်ပေါ်မှာမပြေးရုံတမဲပြင်းစင်းသွားတဲ့ဥဒတုံကိုစီယန်ဒေါ်ပွားနေတာတော့အမှန်ပါစီယန်ရဲ့ဘလို့ပြောလိုက်တာလဲကွယ်ဥဒတုံအားနာစရာစီယန်တယောက်စောချစ်ကိုမကြည်မနှက်ကြည့်ကဒီလိုလူမျိုးတွေကဒီလိုပြောမှတတ်မှာအမကဘာလဲဥဒတုံစိတ်ဝင်စားနေလို့လားဟာဒီကလေးမသိဘူးလေအမစကားပြောပုံလေအမပြန်ကြည့်အောင်စကားအဆုံးမှာတော့စီယန်လှည့်ထွက်လာခဲ့လိုက်ပါတယ်စောချစ်ကတော့ညီမဖြစ်သူကိုကြည့်ပြီးတက်ပြင်းမောတာရှိုက်မိလိုက်ပါတယ်စီယာလေးရဲ့နာမည်ကမင်းညံတာနော်ရက်ွက်ထဲကစာတင်ချောင်းကိုအသေးပြောင်းလာတဲ့အလေလန်းပြဆရာလေးမင်းညံတာပါညံတာအုတ်ချုပ်ရည်မှုအိမ်ကိုရောက်ခဲ့ပြီးနေရရှာနေရပါတယ်ကျောင်းဝစ်စုံအဖြူအစင်းဝစ်စုံလေးနဲ့လွဲကိုပခုံးတင်ထားတဲ့သူ့ရဲ့ပုံစံကတီကြီးခန့်ညားမှုအပြည့်ပါအုတ်ချုပ်ရည်မှုဦးအောင်ရဲ့ရှေ့မှာသူဝင်ထိုင်လိုက်ပြီးဟုတ်ကဲ့ကျွန်တော်မင်းညံတာပါဆရာလေးတီကိုရောက်လာတာကျွန်တော်တို့ဝမ်းသာရတယ်ဗျာဦးအောင်ရဲ့စကားကြောင့်ညံတာပြုံးလိုက်ပြီးကျွန်တော်လည်းဝမ်းသာပါတယ်ဒါနဲ့ကျွန်တော်နေထိုင်မှုအိမ်တုံးလောက်ငှားခြင်းနေညံသားရဲ့စကားကြောင့်ဦးအောင်တစုံတစ်ခုကိုအလေးနဲ့တွင်အိမ်ကရှိတော့ရှိတယ်ဆရာလေးလိုတင်မွေ့တိတ်ခါရှိတဲ့ပုံစံနဲ့အစဉ်ပြေပါမလားကျွန်တော်တွေးမိတယ်ဦးအောင်ရဲ့စကားကြောင့်ညံသားစိတ်ဝင်စားဟန်နဲ့မျက်ခုံးပင်းလိုက်ပြီးဘာဖြစ်လို့လဲဗျပြောရမှာတော့ခက်တယ်ဆရာလေးကြီးသူ့ရဲ့နာမည်ကစီယန်ချေတဲ့ရက်ွက်ထဲကအော်ကျော်လန်ပစ္စည်းရဲ့ပေါင်ခန့်နဲ့ငွေတိုးပေးတယ်အိမ်ငှားချတယ်အိမ်ငှားတွေနဲ့သူလည်းအဆင်မပြေပါဘူးဆရာလေးရေသူ့ရဲ့စရိုက်ကြံလို့ဘယ်အိမ်ငှားမှမမြဲဘူး။အော်ဒီလိုလားရပါတယ်အလိုက်ထိုက်နေတတ်ဖို့ကအရေးကြီးပါတယ်ကျွန်တော်မက်ဆီယန်ချင်နဲ့တွေ့ပြီးတော့စကားပြောကြည့်မယ်လေအေးဗျာဒါတော့ဆရာလေးသဘောပါ
ဘာပဲဖြစ်ဖြစ်နေစရာအိမ်လုံးရဖို့ကအထူးကမို့အော်ဂျောလန်ဇက်ဇက်ကျဲစီယန်ကျဲဆိုတဲ့အမျိုးသမီးကိုညံသာတွဲဆုံပြီးတော့ညှိနှိုင်းကြည့်ရတော့မှာပဲဖြစ်ပါတယ်စီယန်ကျဲရှိလားအိမ်ရှိမခေါ်တဲ့ကြောင့်စီယန်ပြန်ထွက်လာခဲ့လိုက်ပါတယ်အော်ဦးအောင်တို့ပါလားထိုင်ကြလေဒါနဲ့ तू ဟာစီယန်ဦးအောင်ဘေးမှာညံသားကိုကြည့်ပြီးမေးလိုက်ရာဦးအောင်ကပင် तू ကဒိုเจ้าကိုအသေးပြောင်းလာတဲ့ကျောင်းဆရာလေးကိုမင်းညံသားလေးကျောင်းဆရာလေးဆိုပါလားရုပ်ကလေးကလည်းချော်တီတီခန့်ညောင်းမှုကလည်းအပြည့်ရင်ခုန်စရာကြီးစီယန်ကျဲတယောက်သူ့ရှိမှရှိနေတဲ့ညံသားအောင်ငရင်ပြုံးစည်းစည်းနဲ့ပါဇက်မစည်းနိုင်အောင်မှာလက်သေးကိုလည်းအတိတ်ပဲမဲ့ကိုက်မိတဲ့အထိပါစီယန်ကျဲစီကိုဒီအားဆရာလေးကိုမင်းညံသားကအိမ်လေးငားကျင်လို့လေဦးအောင်ပြောနေတာကိုပင်သူမကြားရလားမသိပြုံးစည်းစည်းနဲ့လက်သေးသာကိုက်နေပါတော့တယ်စီယန်ကျဲတူမကြီးရှင်ဘာပြောလိုက်တာလဲယင်ဖုတ်တော့နေရတကာသူ့အလုပ်ကိုသာအလေးနဲ့ထားတဲ့စီယန်ကျဲတယောက်အလုပ်ကိစ္စပဲတတိမရပဲနဲ့အတွေးလွန်နေခြင်းကိုအံ့ဩနေမိတဲ့သူကဥအောင်မှာဟိုလေစီယန်နည်းနည်းလေးအတွေးလွန်သွားလို့တွားပြေကစပြည့်ပြည့်ရည်ပြလိုက်တဲ့အပြူကြီးစီယန်ကျဲတယောက်တကယ်ကိုဖြိုးပြဲလေးပါဥအောင်ကညံသားကိုတစ်ချက်ကြည့်လိုက်ပြီးဒီလိုတူမကြီးစီဆရာလေးကအိမ်ငားကျင်လို့လေအဲ့ဒါလားရတာပေါ့အခုနေမှလားရတယ်နော်စီယန်နဲ့လာကပြောပါအောင်စကားပြောရလေရလေကျောင်းဆရာလို့မပြောရဘူးအရန်ကိုနားထောင်ကနှဝင်ချိုလိုက်တာနားထောင်ရတာအရန်ရတာရှိလိုက်တာအော်ဆရာရဲ့လာကတော့ဆရာအစင်မြေတလို့လုပ်ပေးပါစီယန်ကဆရာတီးတိုင်တော့မတောင်းလို့ပါဘူးအဲ့လိုတော့လည်းဘယ်ဟုတ်မလဲကျွန်တော်အနေနဲ့အင်ရှင်အင်္ဂါဆိုတဲ့အတိုင်းဒီနေရာမှာစကားအပြည့်ပြောတဲ့နဲ့ထင်လို့ပါအော်စီယန်ကမပွင့်တပွင့်ရီလိုက်ပြီးဒါကတော့ဆရာသဘောပါဆရာအင်္ဂါလို့သတ်မှတ်တယ်လေကျမကိုအင်ရှင်လို့သဘောထားတာတော့ဆရာစိတ်ပေါ်လေကျမအနေနဲ့ကတော့ကိုဒေတာမှာအချိန်ပေးပြီးတော့ဆာလာတင်မိတဲ့ဆရာလေးစီကငွေကိုပို့မြူချင်တာကြောင့်ပါဆရာလေးကတကွေတကာရသမားဆိုတော့ထမင်းချက်ပေးမယ်အင်ရှင်မတီးတက်မရှိဘူးဆိုတော့ဆရာအတွက်စားရေးတောက်ရေးလဲကျမတောင်းရင်ယူပေးပါမယ်ဟာအဲ့လိုဆိုရင်တော့တကယ်အားနာစရာတွေဖြစ်ကုန်ပြီဗျာဒီလိုလို့ကျွန်တော်ဒေါ်စီဟန်ချေကိုဟိုးဆရာဒေါ်တော့တက်မခေါ်ပါနဲ့ကျမအသက်30ဆိုရုံပဲရှိပါသေးရဲ့စီယန်တယောက်အသက်ပင်ဝင်ကျင်ညာနေပြန်ပါပြီညံသာသူမဟာတစ်ချက်ကြည့်ပြီးဟုတ်ကဲ့ကျွန်တော်မက်ဆီယန်ချေလို့ပဲခေါ်မယ်နော်ဟုတ်ကဲ့ကျွန်တော်မက်ဆီယန်ချေကိုတစ်လား8000ပေးမယ်ဆိုရင်အဆင်ပြေလောက်လားပြေမပြေပဲဆရာရဲ့ကျမအတွက်ငွေကြီးကအဓိကမဟုတ်ပါဘူးဦးအောင်အတွက်ကြားရတဲ့စကားတွေကအထူးဆန်းပါရခင်ကဆိုငွေတစ်ချက်ကဟာစားတိတတ်တဲ့စီယန်ချေတယောက်မင်းညံသာကိုတွေ့ပြီးတော့ပြောင်းလဲနေတာကအထူးဆန်းပါဒီမျိုးသမီးစိတ်မနှံ့ပါလေစားဟာတီးလေဟင်းနေအောင်မှုေးနေတာပဲပြောရင်ပိုးဘိုက်တောင်စားလာပြီတူမဖြစ်သူရဲ့စကားကြောင့်စီယန်လှည့်ကြည့်လိုက်ပြီးဒီဟင်းနေကညီတို့အတွက်မဟုတ်ဘူးထိဖို့ကင်ဖို့မစင်းစားနဲ့အတော်ဖြစ်သူရဲ့စကားကြောင့်ပိုးကနှက်ခမ်းလေးဆိုရင်ပိုးတို့အတွက်မဟုတ်ရင်တီလေးကဘသူ့အတွက်ချက်နေရလဲဆရာလေးအတွက်ဟမ်ပိုးဟင်းခွက်တွေကိုမျက်မှောင်ကျုံကြည့်လိုက်ပြီးဒီဟင်းတွေအကုန်ဆရာအတွက်အင်းလေဆရာလေးထမင်းမြင်အောင်လို့ဖွဖွရရချက်ထားတာလေတီလေးနော်ရိုးရိုးသားသားမှဟုတ်ရဲ့လားအတော်ဖြစ်သူကိုမျိုးတင်ကကြည်ရင်ဆိုလာတဲ့သူကတော့ပိုးဦးပါစီယန်တယောက်တူမဖြစ်သူရဲ့မထင်မှတ်ထားတဲ့အမေကြောင့်ရှက်ကိုရှက်ကန်ဖြစ်သွားကငါရိုးရိုးသားသားပဲဟာကောင်းပါလိမ့်နော်မဟုတ်တာတွေရှောက်တွေးမနေနဲ့အတော်ဖြစ်သူရဲ့စကားကြောင့်ပိုးဦးရည်ကျင်စိတ်ကိုမနှဲထင်ရင်ဟုတ်ပါပြီတီလေးရဲ့ပိုးဦးမစားနောက်တော့ပါဘူးထမင်းဝဲပြင်ထားလိုက်တော့အခုတော့ဆရာလေးသွားခေါ်လိုက်အောင်မေဟုတ်ပါပြီတီလေးရဲ့ပိုးဦးမစားနောက်တော့ပါဘူးထမင်းဝဲပြင်ထားလိုက်တော့အခုတော့ဆရာလေးကိုသွားခေါ်လိုက်အောင်မေသွားမြန်သွားခေါ်စီယန်ရဲ့စိတ်ကူးထဲမှာတော့သူမရဲ့လက်ရထမင်းရင်းတွေကိုမြင်ရှက်ရည်စားတော့နေမယ်ဆရာရဲ့မျက်နှာကိုပုံမော်ကြည့်ရင်ပီတိတွေဖြစ်ပေါ်လျက်ဆရာလေးစားကောင်းရဲ့လားထေစားနော်ဟုတ်ကဲ့ကောင်းပါတယ်ဟောတာပစွန်ကျော်ဟောတာမြင်းခွရတော့ဒါလေးကခဲညင်နေတော့ဒါလေးကကြက်သားညံသာတယောက်သူ့ပကံနဲ့ဟင်းနေခတ်ထက်နေတဲ့သူမကိုပြူပြဲကြည့်လိုက်ပြီးဟိုလေတော်ပြီနော်လုံမကျွန်တော်ထဲစားမယ်နော်ညံသာပြောလိုက်မှစီယန်လက်ထဲကင်ထားတဲ့ဇုံးကိုချလိုက်ပြီးဟိုလေလိုရာပြောနော်အမနာနဲ့သိလားဟုတ်ကဲ့ဒီပြိုရင်းနဲ့တော့ခတ်ချေပြီသူ့ကိုရေလာမြောင်းပြီးလုံနေသလားထင်မရလောက်အောင်သူ့ဘော်တရားပုံနေတဲ့ပုံကထူးဆန်းနေပါတယ်မင်းညံသာကြီးမင်းပြစ်ကမလွယ်သေးဘူးကွာလို့သာရေရွတ်လိုက်မိတဲ့အထိပါပိုးကကြောင်းတက်သေးလားထမင်းစားပြီးညံသာပိုးကိုတွေးလိုက်လို့မေးလိုက်တာပိုးကသူ့ကိုပြုံးပြပြီးဟုတ်တယ်ဆရာရဲ့သမီးက10တန်းလေကျူရှင်မယူလားမယူပါဘူးဆရာရဲ့သမီးကကိုအားကိုချင်တာပချံလေးနှစ်ဖက်ပေါ်အောင်ပြုံးရင်ပြောလာတဲ့ကလေးမလေးကချစ်စရာည
ညံသာသူမလေးကိုပြုံး၍ကြည့်လိုက်ပြီးဒီလိုလို့ပိုးကိုဆရာစာသင်ပေးမယ်လေဟာအာနာပြဆရာရဲ့ပိုးကဘာကိုအာနာတာလဲအမှန်ဆိုဆရာကပိုးတို့အာနာရမှာလေပိုးတို့ကြောင့်ဆရာအတွက်နေစရာအဆင်ပြေတယ်လို့စာရေးတော်ရီလည်းအဆင်ပြေတယ်အဲ့ဒါကြောင့်ဆရာကျေးဇူးဆက်တဲ့သဘောပါဆရာကပိုးကိုစာသင်ပေးချင်တာလားဆရာသဘောလေဒါမှဆရန်တို့မိသားစုနဲ့ဆရာပိုးပြီးရင်းနှီးမှာပေါ့လက်ထဲမှာကော်ဖီနဲ့မုံမကန်လေးကိုင်ကပိုးနဲ့သူနာလျှောက်လာတဲ့သူကတော့စီရန်ပါဒီမှာဆရာလေးချိုတယ်ဖို့ဟုတ်လေကျွန်တော်ထမင်းစားပြီးတာခုနမှမစားတော့ဘူးနော်ဆရာလေးကလေဒီကစေနာရှိလို့ဆရာလေးကိုအိဝေးပြူတာကိုဆရာလေးကမငင်းကောင်းဘူးလေညံသာစိတ်ရှုံးမိတာတော့အမှန်ဒီအပြိုကြီးရဲ့တရားလွန်မှုကအတော်ဆိုးလာပါလေညံသာမျက်နှာရည်မီးမသားနဲ့ဟိုဗျာမငင်းတော့မငင်းချင်ပါဘူးဒါမဲ့ကျွန်တော်ဘိုင်းမဆက်တော့လို့ပါဗျာမရပါဘူးဗာလေစီရန်ကိုယ်တိုင်ခွင့်ကြွေးရမှာလားဟာကြွားကြလာတဲ့ဒီအမျိုးသမီးအတော်တော့ခက်ချေပြီတီလေးရလေဆရာဘိုက်ပြင်းနေလို့မတောက်ပါဘူးဆိုဘာဖြစ်နေရလဲပေးပိုးဝယ်တောက်လိုက်တော့မယ်ဟာပိုးလက်မြန်ချေမြန်တဲ့သူကပိုးပါခုံမော်ချထားတဲ့ကော်ဖီကွက်ကိုတကြိုက်တည်းမောတောက်ပလိုက်တော့စီရန်မျက်နှာရည်မီးမသားနဲ့မျက်စောင်းကပိုးထအော်တိုရောက်သွားရပါတယ်ညံသာမှာတော့စီရန်နဲ့ပိုးကိုကြည့်ပြီးငိုရခက်ရီရခက်ပါဟင်ကိုညံသာဟင်ဝါဆိုညံသာတယောက်လွယ်လေးပကုံးမော်တင်ကကြောင်းထဲဝင်လာစဉ်အဖြူစင်းဝစ်စုံလေးကိုကြက်တီရှိစွာဆင်မြန်းထားတဲ့တစ်ချိန်ကချစ်ခဲ့ဘူးသူဝါဆိုသူမကိုတွေ့ရတော့အတိတ်တွေကအသေးပြန်ဖြစ်လာသလိုအလွမ်းနေရဖြေမရနိုင်ပါဘူးဝါဆိုနေကောင်းတယ်နော်ဝါဆိုသူ့ကိုဆွဆွေးမြင့်မြင့်လေးကြည့်ပြီးပြည်တယ်ပဲပြောရမှာပေါ့ဝါဆိုအတွက်ကတော့ဒီနှစ်တွေမှာနေသားကြခဲ့ပါပြီကိုညံ့ရဲ့ဝါဆိုရဲ့အလွာမတူအစင်နှန်းဆိုတဲ့စကားလုံးတွေအောက်မှာဝါဆိုနဲ့သူဝေးခဲ့ရတယ်ဝါဆိုတို့အိမ်တော်ရေးရောအစင်ပြေရဲ့လားဝါဆိုနဲ့ကိုကကွာရှင်းလိုက်တာတနှစ်ရှိပြီအကြောင်းကတော့သဘောထားမတိုက်ဆိုင်လို့ပေါ့အချစ်မပါတဲ့အိမ်တော်ကြီးကခိုင်မြဲဖို့မလွယ်ဘူးလေအင်းပေါ့ဒီလိုကြားရပြန်တော့လေညံသားရဲ့ရင်နဲ့စိတ်တော့မကောင်းပါဘူးကိုကသူမကိုချစ်ခဲ့ဘူးသူမဟုတ်ပါလားကိုမြန်နေဦးတဲ့ပန်းလေးတဝင်းရဲ့ဘဝအခြေအနေကိုကြားရတော့တစ်ချိန်ရပတ်သက်ဘူးသူအနေနဲ့သူစိတ်စဉ်ကတနာကရုဏာတတ်မိတာတော့အမှန်ပါမိစိန်ရှိလားစီယန်တယောက်ဒေါ်နဲ့မွန်နဲ့မိစိန်ရဲ့ခြံဝင်းထဲကိုရောက်လာခဲ့ပါတယ်အမစီယန်လာညီငါ့ကိုမျက်နှာချိုသွေးမနေနဲ့ဘယ်မလဲငါ့ကိုအင်္ဂါနေ့ကပေးမယ်ဆိုတဲ့အတုံးငွေမိစိန်တယောက်ဆက်ပြပြမျက်နှာပြီးနဲ့အော်ထိုင်မအောင်အမစီယန်ရဲ့ရင်းနှီးချမ်းလေးလက်ဖက်ကလေးသုံးဆောင်မအောင်စီယန်ရဲ့ဒေါသမြုံဝန်းနေဟာမိစိန်နှံရောက်သွားကငါညီးစီလာတာညီးအခက်နိုင်နဲ့တာယာဖို့မဟုတ်ဘူးညီးစီကရကြရှိတဲ့အကျွေလာတောင်းတာအဲ့ဒါလေလောက်ကုံမှာအတူရောအရင်ရောပေါင်းဆက်လို့မရဘူးလားအမရဲ့မိစိန်လေဒီရက်ထဲချဲထိုးတာများသွားပြီးခြေဘိုးတွေနဲ့မွဲသွားလို့ပါအမရဲ့လောက်ပြီးညီတို့ကမျက်ရည်ကန်ထိုးဖို့ပဲတက်တယ်ငါမပြောချင်ဘူးနော်အမစီရန်ရဲ့မိစိန်တကယ်တောင်းမှတ်ပါတယ်မိစိန်တကယ်အဆင်မပြေလို့ပါမိစိန်ရဲ့စကားကြောင့်စီရန်မျက်နှာအောင်မဲလိုက်ပြီးဘယ်အဆင်ပြေမလဲညီတို့ကချဲထိုးဖို့ပဲပတ်စံရှိတာငါကြွေးဆက်ဖို့ကြတော့နေရွှေညရွှေနဲ့စီရန်ချင်တော့ပြောရင်ပြောတဲ့အတိုင်းဂရိတီမှာကြိုက်တာဟုတ်ကဲ့ပါအမရဲ့လောက်ကုံတော့ကျမတကယ်အတူရောအရင်ရောဆက်ပါမယ်တကယ်ပါပြီးရောလူတွေများအကျွေးယူတော့ပြုံအကျွေးပေးချိန်ကြတော့နေရွှေညရွှေနဲ့မပြောချင်ဘူးတကယ်စီရန်ထွက်သွားမှမိစိန်တယောက်မျက်နှာကြီးမဲကဖြစ်ငါပေးမှရမယ်ပတ်စံအောင်များငါမပေးရင်သူရမှာမဟုတ်ဘူးပေးချင်မှဖြစ်တာမိစိန်ဆိုတာလေလက်ပေါက်ခတ်တော့မျက်နှာချိုသွေးတဲ့နေရာမှာတော့သူ့မတူအောင်ဆက်ငိတ်တင်ထိုက်တဲ့သူပါအမစီရန်နေကောင်းနေနော်လူကဒေါသဖြစ်ရတဲ့ကြားရင်ပြောင်ဆက်ဆက်အတန်ကြောင်အနောက်လှည့်ကြည့်လိုက်ပြီးတော့ရက်ွက်ထဲမှာဝေဖြိုးစော်ပါစီရန်ဝေဖြိုးစော်ကိုခါထောက်ကမျက်မှောင်ကျုပ်ကြည့်လိုက်ပြီးဘာကိစ္စလဲဝေဖြိုးစော်တယောက်ဆက်ပြီးမျက်နှာပြီးနဲ့အမစီရန်ကအရန်လာရင်နော်အဲ့တော့ဟိုလေအမစီရန်ကလည်းအပြူကြီးကျွန်တော်ကလည်းလူပြိုကြီးဆိုတော့ဆက်ပြောပါဦးကျွန်တော်နဲ့အမစီရန်တမီးစားလောက်ရအောင်လားလို့ဘာပြောတယ်ကျွန်တော်အမစီရန်ကိုချစ်တယ်လို့ဝေဖြိုးစော်စီရန်ဒေါသဖြင့်အော်လိုက်ရာဗျာအမစီရန်နေပါကောင်းလို့လဝါတောင်းနေရလားဗျာမပြနဲ့ငါလဝါအရွယ်သုံးမမရွေးဘူးနော်အကြောင်းသိချင်မြေးစမ်းကြည့်မလားမမီးတော့ပါဘူးဗျာကြောက်ပါပြီမြည်သွားလေငါလဝါမမီးတော့ပါဘူးဗျာဝေဖြိုးစော်တယောက်တုတ်ချစ်တင်ပြီးပြေးပါပြီအလကားဥကြောင်ကောင်းနေစီယန်တယောက်ငကိုလေးကဒေါသခံရှိနေပြီးသားမို့အခုလေစိတ်နှောက်ယှက်ဖြစ်ရပြန်တော့ပို့ပြီးတော့မျက်နှာကဒေါသအရှိန်နဲ့မာတင်းနေပါတယ်တီလီ
ပြန်လာပြီလားအိမ်ပေါ်တက်လာတဲ့စီယန်ကိုပိုးကမေးလိုက်ချင်မှာအေးပြန်လာပြီစိတ်မောလူမောတကယ်ပဲငါ့ကိုရေအေးလေးတစ်ခွက်လောက်ပေးစမ်းပါဒါနဲ့ညီးမေရောအမေကရက်ွက်တယ်ခဏသွားတယ်အေးဒါနဲ့ညီဒီနေ့ဆရာလေးအိမ်ပဲစာသွားတင်သေးလားပိုးကိုစူးစမ်းတယ်လို့ကြည့်ရင်မေးလာတဲ့သူကတော့စီယန်မှာဟုတ်သွားတဲ့နဲ့တီလေးညီအနေထိုင်စင်ချင်းညီရမင်းကလေးဆရာလေးကငငယ်ရွယ်ရွယ်ဆရာနဲ့ညီကတိတ်နဲ့တူစတဲ့နေဆိုတာပတ်ဝန်းကျင်အမြင်ရှိသေးတယ်ကိုဝတာစင်ញင်နေစီယန်စကားအဆုံးမှာအခန်းထဲဝင်သွားတော့ပိုးကောင်းကုတ်ကကြမ်းရဲခဲ့ရပါတယ်ဘာလဲဟာတီလေးကသူမနှုတ်မှသာတူတူလေးရေရွတ်လိုက်မိပါတယ်ကိုညံအစင်ပြေးလားဝါဆိုပါအောင်မေးတယ်ဆိုတာကိုညံသာသဘောပေါက်တဲ့အနေနဲ့နှက်ခမ်းကိုတွန်းရုံပြုံးလိုက်ပြီးကိုအစင်ပြေနေတယ်လို့ဝါဆိုထင်လားအမှန်တော့အစင်မပြေနေဘူးဝါဆိုအင်းပေါ်တယောက်နဲ့တယောက်ကဘဝဘေးအခြေအနေချင်းမတူဘူးလေဝါဆိုတော့တင်းနစ်တွေအစင်မပြေခဲ့တာကိုညံလဲဘယ်အစင်ပြေမလဲကျောင်းဝင်းထဲရှိအေးရတဲ့တစ်ပင်အောက်ရှိခုံတန်းလေးမှညံသာနဲ့ဝါဆိုစကားပြောနေတာဘလောက်ကြာသွားတယ်မသိကျောင်းတက်ခေါင်းလောင်ထိုးစံကြားမှလူချင်းခွဲလိုက်ကြပါတယ်ဝါဆိုသူမအရှိမှလှည့်ထွက်သွားတဲ့ချစ်ခဲ့ဘူးသူကိုကြည့်ပြီးကိုညံရဲ့ဝါဆိုကိုညံရင်နေရဝါဆိုပေါ်ထားတဲ့ချစ်တဲ့ချစ်စိတ်တွေရှိနေသေးတယ်ဆိုတာကိုညံမျက်ဝန်းမှာမြင်နေရသေးတယ်ဝါဆိုလေကိုညံကိုချစ်နေစေပါကိုညံရဲ့ဝါဆိုတမနွေနွေကိုဆိုင်ရင်စာသင်ခန်းအတွင်းကိုပြောင်းဝင်လာခဲ့လိုက်ပါတယ်ငကိုတူချစ်ခဲ့စဉ်ကချစ်ချင်းတွေကအခုထိတန်ရောစင်ကြိုးတစ်ချောင်းလိုရစ်ပတ်နှောင်ဖွဲ့ထားသေးပါဆရာညံသာစာကြည့်နေစဉ်စာအုပ်လေးပါအိမ်မော်တက်လာတဲ့ပိုးကိုတွေးလိုက်ရတော့ပြုံးပြလိုက်ပြီးရောက်ပြီလားမနေ့ကပေးလိုက်တဲ့အိမ်စာတွေရောပြီးပြီလားဟုတ်ကဲ့ဆရာပိုးကဆရာနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီးဟုတ်ကဲ့ဆရာအိမ်စာတွေပိုးကိုလုပ်ခဲ့ပြီးပါပြီစကားကိုတလုံးချင်းအားယူကပြောနေတဲ့ခြာတိတ်ကိုကြည့်ပြီးနေမကောင်းလားဟုတ်ဆရာခေါင်းနဲ့တာကိုက်နေလို့ရဲ့နှထင်ုံလက်ထောက်ကအာယူပြောနေတဲ့ခြာထိတ်ကိုကြည့်ကတမတ်နွနေကိုရှိုင်ရင်နေမကောင်းရင်ပြန်နားလိုက်လေနေမကောင်းမဲ့စားတဲ့စားတဲ့ညီအာယုံရောက်မှာမဟုတ်ဘူးဟုတ်ကဲ့ဆရာကဲဒါဆိုပြန်တော့ဆရာရဲ့စကားကြောင့်ပိုးဦးစာကလေးတွေကိုကောက်သိမ်းကလှည့်ထွက်စီဟာပိုးကြပြကြရထကပိုးဦးရဲ့ခန္ဓာကိုယ်လေးကိုဖမ်းနှိမ့်လိုက်တဲ့သူကညံတာပါပိုးသူလှုံနှုတ်ခေါ်နေပေမဲ့လေခြာတိတ်မဟာတူတူမှမလှုပ်တော့ပါဘူးဟာဒုက္ခပါပဲသူမရဲ့ခန္ဓာကိုယ်လေးကိုပွေကကြမ်းမြင့်မော်ညင်သာစွာချပေးလိုက်ပြီးခေါင်းလေးထိုးထည့်ပြီးကအနီးရှိရက်တောင်နဲ့တပြက်ပြက်ခတ်ပေးနေမိပါတယ်သူမနဖူးလေးပေါ်ရှိဆက်နွယ်တွေကိုအသာအရာတက်တင်ပြီးရင်လှုံနှုတ်ခေါ်နေပေမဲ့လေသူမလေးကတော့တုတ်ပင်မလှုပ်ပါဘူးဟင်ဒါဘလို့ဖြစ်နေရလဲဟင်အမစီယံမျက်နှာပြက်ခါသူ့ကိုကြည့်နေတဲ့စီယံကြောင့်ညံသာခြေမကိုင်မိလက်မကိုင်မိနဲ့ပြပြတလဲပြန်ရှင်းရင်အာယူပါတော့တယ်ဟိုလေပိုးမူးလဲသွားလို့ကျွန်တော်ဘာမှမပြောနဲ့စီရင်ကတော့ဆရာဆိုတဲ့စိတ်နဲ့လေးစားလိုက်ရတာအခုတော့ရှီးရမထင်အောင်နော်ငငယ်ရွယ်သမီးဖြိုလေးကိုအိမ်မခေါ်စာတင်ပေးသလိုနဲ့ဖြက်စီးဖို့ရည်ရွယ်နေတယ်ပေါ့စိတ်တက်ကောမေရဲကပြောလာတဲ့စီရင်ကြောင့်ညံသာစိတ်ရှုပ်စွာနဲ့အမထင်တယ်လို့မဟုတ်ဘူးဗျထင်ရတဲ့ရှောက်ပြောနေနဲ့ကျွန်တော်စိတ်တက်အဲ့လောက်အောက်တန်းမကြဘူးစီရင်ကမေးခါရှိလိုက်ပြီးရှင်သာတိတ်ခါရှိတယ်ဆိုရင်ကျမကိုလက်ထပ်မလားဗျာဟာမဖြစ်နိုင်တာသူနာကလာကသူ့ကိုတိုးတိုးလေးဆူလာတဲ့စီယန်ကြောင့်သူ့ရဲ့မျက်ဝန်းတွေပြူးကျဲသွားရပြီးဟာဒါတော့မဖြစ်နိုင်ဘူးလေဗျာရတယ်လေအဲ့ဒါဆိုရင်ပိုးကိုအာရမကြံမို့ကြောင်းဆက်လေးမင်းညံသာကြံစီပါတယ်လို့အရက်ထဲလိုက်ဖွာလိုက်ရုံပေါ့ဟာမဟုတ်သေးပါဘူးဗျာဒါဆိုလဲရတယ်လေအရက်ထဲဖွာရုံပေါ့မေပြုံးလေးနဲ့ပခုံးတွန်းများလာတဲ့သူကစီယန်မှာညံသာတယောက်စိတ်ရပါပြီဒီပြိုရင်းနဲ့တော့ခတ်ချေပြီးတကယ်သာသူမပြောသလိုအရက်ထဲလိုက်ဖွာရင်တော့မင်းညံသာဆိုတဲ့သူအဆက်ကွဲတော့မယ်ဘယ်တော့အခါမှအဆက်တကွဲအကျိုးနဲ့မဖြစ်ခဲ့ဘူးသလိုတိတ်ခါကိုအသက်နဲ့ထပ်ထူတက်မိုးထားခဲ့တဲ့မင်းညံသာဘာမှဆက်ပြောနိုင်စွာမရှိတော့လောက်အောင်ခေါင်းငိုက်ဆိုင်ချခဲ့ရပါတယ်နောက်ဆုံးသူပြောလိုက်မိတာကခမည်းကိုကျွန်တော်လက်ထပ်မယ်ဒီလိုမှပေါ့စီရန်ရဲ့မျက်နှာပေါ်မှာတော့ကျင်းတဲ့အပြုံးတွေတွဲခိုလျက်ဆရာလေးကိုပိုင်ဆိုင်ရတော့မှဖြစ်လို့သူမရဲ့ရင်ထဲကပျော်ရွှင်မှုဟာပြုံးမပြတတ်အောင်ပါစွာတေးလန်အပြူကြီးစီရင်ချဲတယောက်ယောက်ျားယူသွားပြီဆိုတဲ့သတင်းကြောင့်ရက်ွက်တစ်ခုလုံးအံ့ဩရပါတယ်ယူသွားတဲ့လူကလည်းတခြားလူမဟုတ်ကျောင်းဆရာလေးမင်းညံသာဖြစ်နေတာကြောင့်ပိုလို့အံ့ဩရပါတယ်ဆရာလေးကလည်းဟဲ့ဒီမိမအောင်မှယူရတယ်လို့အေးဟဲ့ဘာကြည့်ပြီးယူလဲမသိဘူးဒီလောက်အပေါက်ကဆိုဇေယိုက်ကျန်းအပြူကြီးကိုမှအပြူကြီးကမရမကအပိုင်ချုပ်ထားတာနေမှာပေါ့နေကဆရာလေးကိုနှမျောနေရလားနှမျောတာပေါ့ဟဲ့ဆရာလေးကငငယ်ချော့ချော့လေး
နှမျောမနေနဲ့တော့အပြိုကြီးယောက်ျားဖြစ်သွားပြီညီနှမျောနေလေအပိုဝဲအရက်ထဲမှာအမျိုးသမီးတသားရဲ့ဝိဖက်တန်နေဟာတူလောပါဘသူတွေဘလောက်ဝေဖန်ပါစီယန်တို့ကတော့အပြုံမပြတ်ခုချစ်မြတ်နိုလိုယူထားတဲ့လျောင်ကြားပေါ်မှာမယားဝတ်တရားကြည်ပြမို့ဝင်အဓိကမဟုတ်ပါလားညာရဲ့တိတ်ဆိတ်မှုကညံသားရဲ့ရင်ထဲကအပူကိုတော့မငိမ့်နိုင်ပါဘူးမင်္ဂလာဦးညာလို့ဆိုပေမဲ့လေညံသားအနေနဲ့စီယန်ပေါ်ဘာတစ်ခုမှမကျူးလွန်ခဲ့ပါဘူးတိတ်ကတကူအတွက်ရင်ငရတဲ့မင်္ဂလာပွဲကသူ့ရဲ့စိတ်ဆန္ဒလုံးဝမပါခဲ့သလိုအဲ့ဒီအမျိုးသမီးကိုပင်သူ့လက်ပြားနဲ့ထိဖို့မရွယ်ခဲ့ပါဘူးဆရာမအိတ်သေးဘူးလားစီယန်တီးနိုးလာတော့ဘေးနာဆန်းကြည့်လိုက်တော့ဆရာရှိမနေပါဘူးအဲ့ဒါကြောင့်အပြင်ထွက်ကြည့်လိုက်တော့ခုံတန်းလျားပေါ်မှာကြောခင်းအိတ်နေတဲ့ညံသားကိုတွေ့လိုက်ရပါတယ်ဖျောင်းနိုင်ပြီးမှိန်ပြပြအောင်မှာညံသားတယောက်အိပ်ရွေးမရခဲ့သလိုရှင်ထဲကမွန်းချက်မှုတွေအတွက်အပြေးလွှတ်အပြေးရှာလျက်ပါစီယန်အတန်ကြားလိုက်တော့သူ့တက်ပြေးကိုရှိုက်ပြီးကျွန်တော်အိပ်မရလို့ပါကျမဘာလုပ်ပေးရမလဲရပါတယ်ကျွန်တော်တယောက်တည်းအေးဆေးနေခြင်းနဲ့မက်စီယန်အိပ်ပါစီယန်ဆရာလေးကိုကြီးကပင်းနဲ့ရှိုက်လိုက်ပြီးဆရာတကယ်အဆင်ပြေရဲ့လားပြေပါတယ်အမစီယန်သာစိတ်ဖြောင်းနဲ့သွားအိပ်ပါသူစကားအဆုံးမှာတော့စီယန်တယောက်လှည့်ကြည့်စိတ်မချခြင်းများစွာနဲ့အခန်းထဲပြန်ဝင်လာခဲ့လိုက်ပါတယ်မနက်၄နာရီတုန်းကတော့သူမရဲ့ထုံးစံတိုင်းနိုးနေကြမို့ထမင်းချက်ရန်အပြင်ထွက်လာတော့ဆရာအိပ်ပျော်နေပါတယ်သူမလည်းစောင်းမလေးတစ်ထည်နဲ့ခေါင်းကိုယူကဆရာအိပ်နေတာကိုအစဉ်ပြေစရန်ပြုပြင်ပေးခဲ့ပြီးတော့ချင်ကိုင်းမှဆိုရင်နာကြောင့်ချင်သေးထိုးမိခဲ့ပါတယ်ဖြစ်နိုင်ဆရာရဲ့ကိုချင်မပြောနဲ့ဖြုတ်တကောင်မင်းကြိုက်တာမကြိုက်တာသူမကိုသူမသာသိပါတယ်အမှန်စစ်လူတယောက်ကိုချေရတာအလွန်မင်းပူပင်လွန်းလာတာကိုသူမသိလိုက်ရပါတော့တယ်ရှေ့ဆက်ရင်မောလာပါပြီရက်ကွက်ထိတ်ဇေဒီလေးရဲ့ဆွဲလဲတန်လေးကညံသားရဲ့စိတ်တွေကိုအေးချမ်းမှုမရှိခဲ့ပါဘူးသစ်ပင်ရိပ်ကလေးရှိအုတ်ခုံလေးမှာဝါဆိုနဲ့နှစ်ယောက်တူထိုင်ရင်ကိုယ့်ရဲ့စိတ်တွေမွန်းကျက်လိုက်တာဝါဆိုရဲ့ကိုတမင်ထောင်ချောက်ဆင်ဖမ်းခံရတာပါဝါဆိုကိုညံ့ရဲ့မျက်နှာလေးကိုကရုဏာသက်စွာကြည့်ပြီးဝါဆိုနားလဲပါတယ်ဒါနဲ့ကိုညံ့အိမ်ကိုပြောပြီးပြီလားညံသာကောင်းသာခါရမ်းလိုက်ပြီးမပြောရသေးဘူးဝါဆိုမလိုအပ်ဘူးထင်နေသူနဲ့ကိုရေရှည်ပေါင်းသင်းမှုမရည်ရွယ်ထားဘူးအတိုင်းတာတစ်ခုထိပဲအချိန်တိုင်းတာတစ်ခုထိပြီးရင်တော့ကွာရှင်းမိကိုပြတ်မှာအဲ့ဒီအချိန်တိုင်းတာတစ်ခုကြမှာကိုညံတကယ်အဆင်ပြေပါမလားမပြေလဲဘယ်တတ်နိုင်မှာလဲဝါဆိုရဲ့ဒီလိုပဲမီးစင်ကြည့်ခါရမှာပေါ့အခုအချိန်တော့အဆင်မပြေလဲပြေလဲပြေပေါ့ကိုညံသူ့လက်ကိုဖိညင်းစုပ်ကန်လာတဲ့ဝါဆိုရဲ့မျက်ဝန်းတွေမှာကျင်နာချင်းအရိပ်တွေတွေ့နေရလေသူ့ရဲ့ရင်ထဲမှာနွမ်းလျားလေပင်ဆရာထမင်းစားတော့မလားယင်စီယန်ချိုသာစွာမေးလိုက်ပေမဲ့ညံသာကတော့မသိသလိုပုံစံမျိုးနဲ့ခမည်းထမင်းစားလို့လားစားရင်စားလေကျွန်တော်မစောက်ပါနဲ့ကျွန်တော်စားချင်တယ်မရှိသေးဘူးစကားအဆုံးမှာညံသာအိမ်ရောက်ကိုဆင်းခဲ့ကလက်မကင်ထားတဲ့စိတ်လိတ်ကြံကိုမင်းကြီးဖွာလိုက်ပါတယ်စိတ်တွေအရန်ရှုပ်လာတိုင်းသူ့အတွက်စိတ်ထက်ပေါက်ကစိတ်လိတ်မီးကိုတွေပါစီရဲရဲ့ရင်နဲ့အောက်သက်နဲ့ကြံ့ရိပ်ခဲ့ရတယ်ကိုကမျက်နှာရသူဖြစ်တဲ့လျောက်သူ့အပေါ်မှာအပြည့်ဆိုလိုမြူတမုံမြင်မယူရတာကခက်လာပါတယ်သူမသူရှိရာအိမ်ရက်ကိုဆင်းလာတော့ဆက်လိတ်ကြံအာရပါရဖွာချနေတဲ့သူ့ကိုတွေးလိုက်ရပါတယ်သူမရဲ့စိတ်ထဲမှာတော့ဘဝင်သိမ့်မကြလားအဲ့ဒါကြောင့်သူ့လက်ထဲမှာဆက်လိတ်ကိုယူပြီးလှုပ်ပလိုက်မိတဲ့အထိပါဟာခမရဘာလုပ်တာလဲသူမကိုမျက်မှောက်ကျုံမေးလာတဲ့သူကတော့ညံသားရဲ့ပါလှုပ်ပစ်လိုက်တာလေမမြင်ဘူးလားစီယန်ရဲ့အဖြစ်စကားကြောင့်ညံသားအလိုမကျဟန်နဲ့ခမရကျွန်တော်ဘဝကိုချုပ်ကန်ပြီးတော်သင့်ပြီအခုတော့ကျွန်တော်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေပါတမင်လဲချုပ်ချယ်ဖို့တော့မတင်ဘူးတော်စီယန်ချေသူ့စကားကြောင့်သူမပါဇက်အဟောင်းသားလေးနဲ့စီယန်ဆရာရဲ့လွတ်လပ်ခွင့်ကိုချုပ်ကန်နေတာမဟုတ်ပါဘူးဆရာရဲ့ကျမ်းမာရေးထိခိုက်မှာဆိုလို့စီယန်တားတာပါညံသာနှကန်းတွင်းရုံပြုံးလိုက်ပြီးမလိုပါဘူးလူတယောက်ကအသက်ရှင်နေပြီးတော့အတိတ်ပင်မဲ့လို့ခံစားရတာတေလူတယောက်နဲ့မှမထူးကြတာကျွန်တော်ဘဝမှာခမရကိုလက်ထက်လိုက်ရတာလေအရာရာဆုံးရှုံးမိသားပဲစကားအဆုံးမှာတော့လှည့်ထွက်သွားတဲ့ဆရာရဲ့ကြောပြင်ကိုကြည့်ပြီးစီယန်ရဲ့နှကန်းနဲ့စွန့်အားလျက်သူမလှုပ်ခဲ့တဲ့လုပ်ရက်တစ်ခုကလူတယောက်ကိုတလောက်တောင်နာကျင်စေခဲ့တာလားမရည်ရွယ်ခဲ့ပြီမလေအရာရာအားလုံးကနောက်ကျသွားခဲ့ပါပြီပြင်များတော့တဲ့ခြေလမ်းတွေကိုနောက်ပြန်ဆုပ်ဖို့မှမဖြစ်နိုင်တော့တာကိုမွေးခဲ့တဲ့မိကိုကိုရိုင်းမင်းနှိမ့်သက်ရတော့မှမဟုတ်ပါလားမိုးစံမိုးပေါက်တို့ဟာတသက်မမဲအညှိုးကြီးစွာနဲ့ရွာသုံးလျက်စီယန်တယောက်ဆရာကြောင်ကအပြန်ကိုမျှော်ရင်လေပင်ရှိရပါပြီခန်းစီကတိုင်ကန်းနာရီကိုလှမ်းကြည့်လိုက်တော့9နာရီထိုးလူနေပါပြီမဖြစ်သေးပါဘူးဒီတိုင်းနေလို့တော့သူမခေါက်ကလေးလေးကိုယူပြီးတော့မိုးရည်တွေလမ်းလျှောက်ထွက်ခဲ့လိုက်ပါတယ်လမ်းမထက်မိုးဆက်တွေကြောင့်တချို့လမ်းတွေကဘွားရိုင်လေးတွေထားလျက်ဒီအချိန်ဆရာကျောင်းကထွက်လာရင်တော့တေးကြတယ်မိုးရည်ဆိုမှအတွေးတွေကစိုးရင်စင်းနဲ့ကြပြကြောင်းဘက်ကိုထွက်လာခဲ့လိုက်ပါတယ်
တွေးလိုက်ရတဲ့မြင်ကွင်းတွေကစီယန်းကိုသွေးပြက်စီလာအောင်ပါကိုကစိုးရင်စိတ်ကြောင့်လိုက်လာတာကိုသူကဝါဆိုးဆိုတဲ့ဆီယာမလေးကိုမိုးရဲလီတွေထီတချောင်းနဲ့အတူဆောင်ပွေ့ဖက်ထားတဲ့ပုံကရင်နာစရာအဲ့ဒီမြင်ကွင်းတွေကိုစီယန်ဆက်ကြည့်နိုင်စွမ်းမရှိတော့တာကြောင့်ခြေလန်းတွေကိုလာရလန်းအတိုင်းလှည့်ပြန်ခဲ့လိုက်မိပါတယ်။ပါပြစ်မှာတော့မျက်ရည်စက်တချို့ဟာအတားစီးမဲစွာမိုးနဲ့တူရွာသွန်းစေပါ။ညံသာအိမ်ပြန်ရောက်တော့အိမ်ရှိခုံနှံလေးပေါ်မှာရော်တီကျော်ရဲ့ထိုင်နေတဲ့စီယန်ကိုတွေးလိုက်ရပါတယ်။စီယန်သူ့ကိုတစ်ချက်လမ်းကြည့်ပြီးဆရာပြန်လာပြီလား။ဟုတ်တယ်မိုးရီဆိုလာတယ်နည်းနည်းကျမအဝတ်စားယူပေးမယ်။အိတ်ခမ်းနဲ့စီယန်ဝင်သွားပြီးခဏကြာမှတော့ပြန်ထွက်လာပါတယ်။လက်ထဲမှာလည်းပစိုးအနီကွက်ကလေးတစ်ထည်နဲ့စပိုးချက်အင်ကြီးလက်ထုပ်လေးတစ်ထည်ယူလာပါတယ်။ဒါလေးဝတ်လိုက်နော်။ညံသာသူမကိုလှမ်းကြည့်လိုက်တော့ဒီနေ့တော့တည်ငြိမ်နေပါတယ်။အပြုံးရည်မရှိတည်ငြိမ်လွန်းနေတဲ့သူမရဲ့မျက်နှာကတခုခုကိုစိတ်ထိခိုက်နေတဲ့ပုံစံမှာအဝတ်စားတွေကိုသူလှမ်းယူလိုက်ပြီးကျေးဇူးတင်ပါတယ်။ရပါတယ်မလိုပါဘူး။ကျမထမင်းပြင်လိုက်တော့မယ်။လက်ထွက်သွားတဲ့သူမရဲ့ကြောပြင်ကိုကြည့်ပြီးထူးဆန်းနေတာတော့အမှန်ပါ။အမြဲသူမအမိထည့်ပြိုးတတ်တဲ့သူမဒီနေ့မှထူးထူးခြားခြားကျမဆိုတဲ့အသုံးနှုန်းမျိုးသုံးလာတာကြောင့်သူ့အတွက်အတော်အံ့ဩစရာပါစီယန်သိမ်းစီးစရာရှိတာတွေကိုသိမ်းစီးပြီးမိဖို့ထဲမှာအပြင်ထွက်လာတော့ဖျားကန်းရှိမှအိယာပြစ်နေတဲ့ညံသားကိုလှမ်းကြည့်ပြီးမတိမတာခန့်နဲ့ဝင်ငင်းလိုက်ပါတယ်အရင်လို့ဆိုရင်မဲခင်အချိန်မှာစကားကိုတွတ်ပြောနေတဲ့စီယန်တယောက်ဒီကနေ့အလွန်တိတ်ဆိတ်နေတာကိုတော့ညံသာသတိထားမိပါတယ်လူကမိုးမိထားတော့နှာစီးချောင်းဆိုးတာတမျိုးမျက်လုံးတွေကပူဆက်ဆက်နဲ့တကယ်ဖျားတော့မှအမှန်ကန်ဘာတကူမှမစင်စားလို့တော့တာကြောင့်စောင်းကောင်းမီချုံရည်သာမှိန်းနေလိုက်ပါတယ်။စုပ်တဲ့တန်နဲ့ညင်းညူတန်တဲ့ကြားရတာကြောင့်စီရန်ရဲ့မျက်ဝန်းတွေပွင့်လာခဲ့ရတယ်။အတန်ကိုနားဆွင့်ကြည့်လိုက်တော့အိမ်ရှိဖျားကမ်းမှာပါ။အဲဒါကြောင့်စီရန်စိုးရိမ်စိတ်ကလေးနဲ့တူအိမ်ရှိထွက်လာတော့ဆရာထံမှာဖြစ်နေပါတယ်။စီရန်ကောင်းမဆောင်ကိုဖယ်လိုက်ပြီးတော့နှစ်ဖူးကိုစမ်းကြည့်တော့ပူချစ်တောင်းနေပါတယ်။မိုးမိပြီးတော့ဖျားပါပြီ။အဲဒါကြောင့်စီရန်သူ့ကိုအသာလုံးနှိုးလိုက်ပြီးဆရာအိမ်ထဲသွားမယ်အပြင်မှာမိုးတွေသေးနေတယ်ဒီမှာဒီတိုင်းနေပိုဖျားလိမ့်မယ်အမားစီရန်လားဒုက္ခပါပဲဒီအိမ်မှာသူနဲ့သူမနှစ်ယောက်တည်းရှိတာတည်ရနေအမားစီရန်လားဆိုတော့ခက်ချေပြီဟုတ်တယ်စီရန်ကဲစကားပြောချင်အခန်းထဲရောက်မှပြောအခုထအခန်းထဲသွားမယ်စီရန်ရဲ့စကားဆုံးမှာတော့သူစုပ်သက်ပြီးအခန်းထဲကိုဝင်သွားတာကြောင့်စီရန်အနောက်ကနေလိုက်ခဲလိုက်ပါတယ်ဖျားချမ်းပေါ်မှာလှေလျောင်းအိတ်နေတဲ့ညံသားရဲ့ကိုယ်ပေါ်စောင်းတွေထက်ချုံပေးလိုက်စဉ်ကျွန်တော်အရန်ချမ်းနေလို့ခဏလောက်ဖတ်ထားပေးပါလားရှင်စီရဲရဲ့စကားပဲမဆုံးလိုက်ပါဘူးသူမရဲ့လက်ကလေးကိုဖမ်းဆုပ်ထားမှုကြောင့်သူမရဲ့ခန္ဓာကိုယ်လေးကသူ့ရဲ့ရင်ခွင်နဲ့အလေးလေးပြိုပြိုအဲ့ညအပြင်မှာမိုးတွေသေးနေသလိုညံသားရဲ့အနံ့ရိုင်းတွေအောက်မှာစီရန်တယောက်ရင်ဖိုလိုက်မောစွာနဲ့လိုက်ပါစီမျောရင်ဟိုလေဖလားစာအုပ်တစ်ထက်နဲ့မနက်ကလေးကအလုံးရှုံနေတဲ့စီရန်ရဲ့အနာကိုညံသာတိုးကပ်လာမိပါတယ်မနက်အိပ်ရထားကလေးကသူ့ကိုပင်စစ်စစ်ပင်မကြည့်ပဲစကားပဲတခုမှမပြောဘဲနဲ့ဒီအမကြီးခြေပြနေတဲ့ပုံကသူ့ရင်နဲ့ခုလူပါသူကလည်းအပြစ်လုပ်ထားသူမဟုတ်ပါလားကြည်မရပါဘူးလို့အတွင်ကြွေးကြော်ပြီးမှသူမရဲ့စိတ်ဆန္ဒမပါဘဲနဲ့သူမနဲ့တူနေပြစ်သွားတာကသူ့အတွက်အပြစ်ကြီးသွားပါတယ်ကြားကိုတော့နေမကောင်းတာကြောင့်သူခွင့်ယူထားလိုက်ရပါတယ်သူ့နားကပ်ပြီးစကားပြောဖို့ကြိုးစားတာဟုတ်ပင်အရေးမလုပ်တဲ့ဒီအမကြီးတစိမ့်တော့လွန်ချပြီဒီမှာစီယန်စိတ်ပြက်စွာနဲ့လက်ထဲကင်ထားတဲ့ဘောပင်ကိုခုံမော်ဆောင်ချလိုက်ပြီးဘာပြောချင်တာလဲကိုမင်းညံသာပြောစရာရှိရင်ပြောဒီမှာကျမအလုံးမအောင်ဟိုလေကျွန်တော်အမကိုတောင်းမှပါတယ်စီယန်နှကန်းလေးကိုတွန့်ယုံမင်းလိုက်ပြီးရပါတယ်ရှင်ကယောက်ျားပဲဘယ်ရမဆိုရှင့်မလောက်ပိုင်ခွင့်အများကြီးရှိနေတာပဲကျမကမိမသားပဲရှင်ပြူးသမျှနူးရမယ်အနေထားပဲလေအဲ့တော့ရှင်တောင်းမှစရာမလိုပါဘူးကျမတို့ဘာမှမဖြစ်ခဲ့ဘူးလို့ပဲမှတ်လိုက်ပါစကားအဆုံးမှာတော့စီယန်ထားထွက်လာခဲ့လိုက်ပါတယ်သူမရင်နေကမကျေနပ်ချက်တွေကိုပြောချင်နေပေမဲ့လေရင်ထဲအတော်မျိုးသိမ့်နေခဲ့ရတာခက်လာချီပြီရှင်နဲ့ကျမအတုံးတို့မျိုးနဲ့ခြေပါစကားဆိုသွားတဲ့အမကြီးကြောင့်ညံသားရဲ့ရင်နဲ့အောင်သက်ပါအမြဲတမ်းတလေးတစားဆရာလို့ခေါ်ဖို့တုံးတတ်တဲ့သူမစကားပြောဆိုအားစားအတော်ပြောင်းလဲနေတာကြောင့်မင်းညံသားအတွက်တွေးရခန့်မှန်းရခန့်ဘာဆက်လို့မှမသိရလောက်အောင်လမ်းတွေအတော်ပြောင်းနေမိပါတယ်။အော်ခက်လိုက်တာအမကြီးရေဒေါ်စီယန်ချေတော့သူ့ကိုပညာကောင်းကောင်းပေးနေပြီမှန်ညံသာသိလိုက်ရပါတယ်အရင်ဆိုထမင်းစားကနေတော့အနားမှမမောနိုင်စကားတွေဆိုနေတဲ့သူမအနာကပ်ဖို့ဝေးစားထမင်းစားရင်တော့မှအတူမစားတော့ပါဘူးသူအနာကပ်ထိုင်မှပြင်ရင်သူမတညရွှေ့ထိုင်သွားတတ်တာကမင်းညံသာရင်နဲ့ခုလူပါအနာကပ်မဲ့ကြံတော့ရှောင်ထွက်သွားတတ်တာကတမျိုးအတော်ဆိုးတဲ့အမာကြီးပါလေကိုညံအိမ်ရှိမကိုညံ
အိမ်ရှိမတန်ကြလို့ကြည်လိုက်တော့ဝါဆိုပါရှိတယ်ဝါဆိုကြီးအပေါ်တက်ခဲ့ဝါဆိုတယောက်လက်ထဲမှာတလုံးညိုင်လေးဆွဲကအိမ်ပေါ်တက်လာတော့အိမ်ရှိခုံမှာထိုင်နေတဲ့ညံသားကိုတွေးလိုက်ရပါတယ်ညံသားရဲ့ပြီးမှဝါဆိုဝင်ထိုင်လိုက်ပြီးအိမ်ထဲဝေးဝိုက်ကြီးကဒေါ်စီရန်ချေရောဝါဆိုရဲ့အမေစကားကြောင့်ညံသားမျက်နှာမအီမတာနဲ့ရက်ွက်တွေသွားမှာပေါ့မပြန်လာသေးဘူးဘာဖြစ်နေရလဲကိုညံရဲ့မျက်နှာရလည်းမအီမတာနဲ့ထမင်းရောစားပြီးပြီလားမစားသေးဘူးစားချင်သေးမရှိသေးလို့အမှန်တော့စီရန်ပြန်လာသူစောင့်နေကြမှာဗိုက်တရဥပနှစ်ခွေလောက်ခွေနေပြီဆိုတာမပြောတတ်ဗိုက်စာလုံးလို့တကွေကွေမြင်နေရပါပြီစိတ်ကြီးတဲ့အမကြီးကိုသူကသာမျှော်နေရတာပါပြန်လာရင်တော့မှထမင်းတူစားဖို့မသေးကြဝါဆိုထမင်းထည့်ပြရမလားဒီမှာကိုညံနေမကောင်းဘူးဆိုလို့ဝါဆိုစက်သားစွပ်ပြုတ်လေးပြုတ်လာတယ်တခါလဲစားလိုက်လေဟင်းကြိုက်လဲဝါဆိုလှည့်လိုက်မယ်နေရတယ်ဟင်းကြိုက်ကိုကိုဘက်သာလှည့်လိုက်မယ်ထမင်းကတော့မစားချင်သေးလို့မိဖို့ပဲဝင်ရင်ပြင်နေတဲ့ဝါဆိုကိုအလင်းမြန်တားကလက်ထဲမှကျိုင်းကိုသူ့လှမ်းယူလိုက်စဉ်ချောင်းဟဲ့တန်ကြောင့်သူလှဲကြည့်လိုက်တော့အိမ်ပေါဝမှာခါထောက်ခါမျက်ထောက်နေနဲ့ကြည့်နေတဲ့အမကြီးအခြေအနေကိုတွက်ဆကြည့်ရင်အမကြီးရဲ့မျက်နှာမတားမရအမှန်စစ်စစ်ဒေါသမောဘယ်ချိန်ရွာချမလဲမပြောတတ်ပါဘူးဝါဆိုလေအခြေအနေကိုသဘောပေါက်ဟန်နဲ့ညံတော့မချီသွားပြဲရီပြပြီးကိုညံနောက်မှပဲချိုင်းယူတော့မယ်နော်ဝါဆိုပြန်တော့မယ်မစီရန်ဝါဆိုပြန်တော့မယ်နော်စကားအဆုံးမှာတော့ဝါဆိုကပြကရအိမ်မောကနေဆင်းသွားပါတယ်စီရန်လေညံတော့မကြည့်မနဲ့ကြီးကခုံမော်ထိုင်ချလိုက်ပြီးလူတွေနော်စင်ကြယ်မှုနဲ့အတိတရားကိုမရှိဘူးမပြောချင်ဘူးမျက်စိတွေမြင်နေရတာကတောင်မကြိုသူတို့ဘာကိုအပြစ်ပြောရအောင်လဲကိုယ့်အိမ်ကနွားမှမကောင်းတာသူမြောက်အပြစ်ပြောနေလေအပိုပဲဒီအမကြီးတစိမ့်တော့လွန်ချပြီသူ့ကိုနွားနဲ့နှိုင်းတာပေါ့ခမကျုပ်ကိုနွားနဲ့နှိုင်းတာလားသူ့မိကွန်းကြောင့်စီရန်ရဲ့မျက်စောင်းကသူ့ထံရောက်လာကဟုတ်ရင်နာလေမဟုတ်ရင်မနာနဲ့စကားအဆုံးမှာထောက်ထွက်သွားတဲ့အမကြီးရဲ့ခြေတံကဘလောက်ဒေါသပါနေတယ်လဲဆိုရင်မြေပြင်မှာဆိုငရဲမင်းပဲခေါင်းကျိန်းနိုင်ပါတယ်မောလိုက်တာငကိုကလေးကအနာကပ်မရပါဘူးဆိုအခုတော့အခြေအနေကပိုဆိုးချေပြီမင်းညံ့သားကြီးမင်းသေးတာသေးလိုက်တော့လို့သာရေရွတ်လိုက်မိတဲ့အထိပါညံသားတယောက်မိဖို့တဲ့အသားချောင်းကြည့်တော့ထမင်းထိုင်စားနေတဲ့အမကြီးကိုတွေးလိုက်ရပါတယ်အဲဒါကြောင့်လှစ်ခနဲပြုံးရင်မိဖို့တဲ့ဝင်လာကသူမရဲ့ဘေးဝင်ထိုင်လိုက်ပြီးအမကျွန်တော်ထမင်းစားလို့တွားပြဲကရင်ပြောလာတဲ့သူ့ရဲ့စကားကြောင့်စီရန်သူ့ကိုကြည့်လိုက်ပြီးရှင်းမလက်တွေမပါဘူးလားညံသာသူ့ရဲ့လက်တွေကိုသူဖြန့်ကြည့်လိုက်ပြီးဒီမလေးပါတယ်လေပါရင်အဲ့လက်နဲ့ကိုယ့်ဘာသာထမင်းထည့်စားဘာဟင်းချက်လေမမြင်ဘူးလားငါဟင်းဆိုတာကြောင့်ညံသာမျက်နှာလေးရှုံသွားပြီးငါဟင်းဆိုအယိုးစုမှကြောက်တယ်အမအယိုးနှုတ်မေးပါလားယင်သူ့စကားကြောင့်သူမရဲ့မျက်ဝန်းတောက်တောက်တွေကသူ့ထံရောက်လာကကိုယ့်ဘာသာလှုပ်တတ်ရင်ကိုယ့်ဘာသာလှုပ်စားမလှုပ်တတ်ရင်ငပိရည်နဲ့စားစကားပေါ်တွေထပ်မပြောနဲ့နာကြီးတယ်အမကလည်းဗျာသူ့စကားပဲမဆုံးလိုက်ချီထမင်းပကံဆွဲပြီးတော့အပြင်ထွက်သွားတဲ့သူဟာစီရန်ပါညံသာလည်းမျက်နှာကြီးမှုံသုံးပြီးပကံနဲ့ထမင်းထည့်ပြီးတော့အိုင်နေလေစာကိုငပိရည်နဲ့သာနှစ်ပါးသွားလိုက်ရပါတယ်ကိုတင်းနေစဉ်ကသူမအလျှော်ပေးပြီးသူမကိုကိုပြန်ချေပြတော့နေမတိထိုင်မတိမယိုးမရဖြစ်မိတာတော့အမှန်ပါတရက်ကနေ2ရက်2ရက်ကနေ3ရက်3ရက်ကနေ4ရက်ရက်တွေပြောင်းလဲသွားတဲ့အထိအမကြီးရဲ့အမျက်ဒေါသကတော့အတော်နဲ့မပြေပါဘူးသူပင်နေကောင်းလို့ကြောင်းပြန်တက်နေပါပြီသူမကတော့သူ့ကိုဖုတ်လေသည်ငပိရှိတယ်လို့ပင်မထင်ပါဘူးသူပြင်ရပြန်လာတာနဲ့ထားထွက်သွားပြီးအိမ်ထဲဝင်သွားတာကအမြဲလိုပါကျောင်းဝဲစုံမင်းမလဲနိုင်မင်းညံသာတယောက်အမကြီးစိတ်ကောင်းနေတာကိုစိတ်ပြေအောင်ချော့မယ်လို့တွေးကအိမ်ထဲကိုဝင်ခဲ့လိုက်ပါတယ်ခမဘာလို့ကျွန်တော်ရှောင်နေရလဲဒေါ်စီရန်ချေအိတ်ခမ်းထဲဝင်လာပြီးတော့သူမကိုမေကွန်ထုတ်လိုက်တဲ့ညံသာကြောင့်စီရန်စိတ်ပြက်သလိုကြည့်ပြီးတော့ကွေးရှောင်သွားရန်ပြင်လိုက်တော့လင်မြန်စွာနဲ့သူမရဲ့လက်ကိုညံသာလှမ်းဆွဲလိုက်တာကြောင့်သူမရဲ့ကိုယ်လီကခန်းစည်းထရံနဲ့ကတ်သွားရပါတယ်နှက်ခမ်းပါလေးထက်ပူနွေးတဲ့အထီးတွေနဲ့တူကြမ်းရှားရှားအနံ့ရတဲ့ချို့ကိုမလိုချင်မေးရလိုက်တဲ့သူကတော့စီရန်ပါဖဲသူမအတင်းတွန်းဖဲကရုံထွက်မယ်ပြင်တော့စူးရှားရှားအကြည့်တချို့ကသူမထံရောက်လာကပြောလေဘာလို့ရှောင်နေရလဲမမြင်ချင်မတွေ့ချင်လို့ရှင်းပြီလားဖဲမမြင်ချင်မတွေ့ချင်လို့ရမလားခမည်းနဲ့ကျွန်တော်ကတိန်နဲ့နေလင်းများဆိုတာလေတတိထားအောင်သူမရဲ့မျက်နှာလေးရဲသွားကကရုံငရင်နဲ့ဘာလင်းများလေပါဇက်ကစီကမ်းမရှိဘူးဖဲနင်းရဲ့လက်တွေငါ့ကိုလော့အတင်းလို့ဖို့ပြောကယုံနေတဲ့အမကြီးကိုခါကနေဆွဲပွေပြီးညစ်တေးတေးပြုံးလိုက်တဲ့သူကတော့ညံသားရေးပါဒါဆိုမိုးရီသေးတဲ့ညကိစ္စကိုအမြင့်ပြန်လှန်ရမှာလားမင်းညံသားနေမယုံပါနဲ့နော်ခက်ဆူဆူနားတဲ့တိုးဝင်လာတဲ့အတန်ကသူများတွေအတွက်နဝင်ချိုခြင်းမချုံမေသူ့အတွက်တော့နဝင်ချိုလွန်းတာကြောင့်ဟုတ်တယ်လေခမည်းပဲလင်များမဟုတ်ဘူးဆိုအဲ့ဒီကတကယ်လင်များဖြစ်သွားတာ
ခမားမင်းနဲ့မှတ်မိအောင်လို့ပြန်လုပ်ပေးရမလားနင်ညစ်ပတ်တယ်ဖဲငါ့ကိုလော့မလွတ်ဘူးဗျာမလွတ်တော့ဘာလို့ချင်လဲတကယ်မလွတ်ဘူးလားအာနာလိုက်တာမှတ်ပြီလားတွားချွညွန့်လေးနဲ့သူ့ရဲ့လက်ကိုဖိခဲ့လိုက်တဲ့သူကတော့စီယံပါညံသားရဲ့လက်ကလွတ်တာနဲ့ပြေးထွက်သွားတဲ့သူဟာစီယံပါပြေးထွက်သွားတဲ့အမာကြီးကိုကြည့်ပြီးတော့ပြုံးလိုက်မိတဲ့သူကညံသားပါသူ့စိတ်ထဲမှာသူ့ကိုရောလွန်းတာကြောင့်ကလတ်တက်နိုင်မလို့ထင်ထားပြီးမလဲတကယ်မာနကြီးလုံးတဲ့အမာကြီးဆိုတာကိုသိလိုက်ရပါတယ်တကယ်ပါစီယံချဲဆိုတဲ့အမာကြီးကသူ့ကိုအစာပေါင်းများစွာခြေပြနိုင်တဲ့သူပါညနေကလေးကနှစ်ယောက်သားဘူးဘဘဖြစ်ပြီးကလေးကဟိုအမာကြီးသူ့အမအိမ်ဘက်ကူးသွားတာပြန်ကိုပေါ်မလာတော့ပါဘူးသူ့ကိုစိတ်ဆိုးသွားတယ်ထင်ပါတယ်အခုအချိန်ထိပြန်မပေါ်လာဘူးနာရီကိုကြည့်လိုက်တော့10နာရီထိုးလူနေပါပြီညံသာတယောက်စီယံကိုစောင့်ရင်အပြင်ကိုတငင်ငင်လေပင်းရှိနေရပါပြီဝင်လာပါပြီလက်နှိပ်တံပြီးမှိန်ပြပြလေးနဲ့ဝင်လာတဲ့ကျွန်တော်ရဲ့စွာတေးလန့်အမကြီးခြံတကားမှဝင်လာတာကိုတွေ့တာနဲ့ဖျားခန့်အရှိရှိစောင်းတဲ့ခေါင်းကိုယူလိုက်ပြီးတော့အိမ်ထဲဝင်လာခဲ့လိုက်ပါတယ်စီယံအိမ်ပေါ်တက်လာတော့ဖျားခန့်ရှိကြည့်ပြီးတော့ဆရာကိုမတွေ့ပါဘူးအဲ့ဒါကြောင့်အိတ်ခမ်းထဲကိုဝင်လာတော့ဖျားသူမရဲ့အိမ်ရပေါ်မှာသူ့နေရာများလို့ပင်ကြာနာနာအိတ်နေတဲ့မင်းညံသာဒီကောင်ဘာချိုးတာလဲပေါ့မျက်မှောင်ကျုပ်လိုက်ပြီးဒါဘာလောက်တာလဲမင်းညံသာဖျားခင်းကကြိုမော့မော့ခါဆန်းအိတ်နေတဲ့ညံသာကိုစီယံခါထောက်မေးလိုက်တော့ညံသာငုတ်တုတ်ထထိုင်လိုက်ပြီးအိတ်မလို့လေအချိန်လဲကြည့်အောင်10နာရီထိုးနေပြီအမကြီးကမအိတ်သေးဘူးလားနင်းနင်းသွားအိတ်လေငါ့အိတ်ခက်နဲ့ဘာဝင်လောက်တာလဲအတူတူအိတ်မလို့လေဘာပြောတယ်ညံသာဒေါသဖြစ်နေတဲ့အမကြီးကိုမချီသွားပြဲရီပြလိုက်ပြီးဟုတ်တယ်လေလင်းများပဲအတူတူအိတ်ရမှာပေါ့သူ့ရဲ့စကားကြောင့်စီယံမျက်မှောင်ကျုပ်လိုက်ပြီးအိတ်ချင်ဒီခက်နဲ့နင်းပါတာတယောက်တည်းအိတ်ငါတော့နင့်လိုယူနေအတူမအိတ်နိုင်ဘူးပြီးတော့လင်းများဆိုတဲ့စကားလုံးနောက်တစ်ခါနင်းပါဇက်ကမပြောမိစေနဲ့ငါလောက်ကအရွယ်သုံးမမရွေးဘူးမင်းညံတာအမလီကျင်းလိုက်တာလေသူ့ရဲ့ပါပြင်ကျင်းသွားတဲ့အထိပါဒီမာကြီးရဲ့ပုံစံကမထင်သလိုလုံးမဲ့ပုံစံမှာညံသားအနေနဲ့ကလေမထီတထီသူမကိုလိုင်းနှောင်းနေရတာကအရသာတစ်မျိုးပါစီယံညံသားပေမှာခေါင်းနဲ့ဆောင်လှမ်းဆွဲလိုက်ခြင်းနေဘာလုပ်တာလဲသူ့လက်ထဲအယုတ်လေးတရုပ်လိုပါလာတဲ့အမကြီးတင်းကြပ်ထွေးပွေးပြီးအိယာပေါ်လှည့်ချလိုက်မိတဲ့သူကညံသားပါမင်းညံသားအယူဘာလုံးမလို့လဲလှွတ်နှကမ်းပါလေးတွေတဆက်တုံကသူ့လက်တွင်မှရုံးကန်နေတဲ့အမကြီးကြောင့်သူ့ရဲ့စိတ်တွေအလိုကျလှုပ်ပေးလိုက်မိပါတယ်နှကမ်းပါလေးကိုဖိကက်နမ်းရှိုက်လိုက်တဲ့သူကတော့ညံသားရဲ့ပါကြောပြင်းမော်ကြားရောက်လာတဲ့လက်သီးစုပ်တွေကိုပဲညံသားခရူးမဆိုင်ဟာသူ့လက်ထဲမှာသူမလွတ်ထွက်သွားမှဆိုတာကြောင့်ပို့တိုးလို့တင်းလေးဖန်ရင်နဲ့လေတိုင်ကြောလေးတွေအစားမြက်နုနမ်းရှိုက်နေမိပါတယ်သူမထံမှငိုတန်တက်ထွက်လာတော့မှသူ့အသီးဝင်လာကသူမကိုလှုပ်ပေးလိုက်တဲ့အချိန်မျက်ရည်များပိုးပေါက်ချမှသူ့ရဲ့ပါပြင်ကိုအားကုန်လွှဲလိုက်တဲ့သူကတော့စီယံပါသူထူပူသွားတဲ့ပါပြင်ကိုလက်နဲ့ပွင့်ရင်သူမတန်တော်ကြည့်နေစဉ်သူ့အနားမှာပြေးထွက်သွားတဲ့သူကစီယံပါညံသာတယောက်ဘာစကားတခုမှဆက်မပြောနိုင်လောက်အောင်စိုးရသွားတဲ့အထိပါမရိုက်ဘူးလို့ထင်ထားတဲ့သူ့ရဲ့ပါသူမလက်နဲ့တကယ်မိတ်ဆက်ဖြစ်သွားပါပြီညရဲ့တိတ်ဆိတ်မှုအောက်မှာစီယံရဲ့မျက်ရည်တွေကအတားစီမဲစွာပါဘာအတွက်လဲဘာကြောင့်ဒီလိုတွေလှုပ်ရတာလဲသူမဝေခွဲရခတ်စွာပဲသူ့အတွက်ကိုကပါလေသူ့အမြင်မှာပါလေတွေးရင်နဲ့ဆက်မတွေးနိုင်လောက်အောင်ရင်မထဲကနာကျင်လာရပါတယ်ချစ်ချင်းဆိုတဲ့မြို့တမော်မင်းမပါပဲအလိုရမတ်တစ်ခုအတွက်ရယူချင်တာကိုတော့သူမနည်းနည်းလေးမှလက်မခံနိုင်ပါဘူးကိုကချစ်မိပေမဲ့လေယောက်ျားတစ်ယောက်ရှိမှဒူတော့အညက်ခံမှုအထီတော့သူမရဲ့မာနတွေအရှုံးမပေးနိုင်ပါဘူးချစ်တာပဲအရှုံးပေးတာပဲမာနတီးသန့်ခွဲခြားထားတာကြောင့်မင်းညံသာဆိုတဲ့လူတစ်ယောက်ကိုအရှုံးပေးဒူထောက်ဖို့အထီတော့မာနတွေထပ်မံကျဆင်းခွင့်မပြုနိုင်တော့ပါဘူးသူ့ရဲ့ရင်ထဲမှာရှိနေတဲ့သူဟာဝါဆိုးဆိုတာကိုသိရနေတော့နောက်တစ်ချိန်သူ့ရဲ့ဆန္ဒကိုသူမယူမိုက်စွာမလိုက်ရောနိုင်တာကိုတော့သူနားလဲပါစီခုံလက်တန်းကိုကောင်းမိကအိပ်ပျော်နေတဲ့အမကြီးသူမအနာကိုသူဖြည်းဖြည်းလျှောက်လာကသူမရဲ့မျက်နှာလေးကိုငေးကြည့်ပြီးတော့ဘလောက်တောင်ငိုထားတယ်မသိမျက်ခုံနေမိုးအိတ်ခါပါပြစ်မောကမျက်ရည်တွေကမချောက်သေးပါဘူးသူ့ရဲ့တမနွေကိုရှိုက်ပြီးသူမရဲ့ခန္ဓာကိုယ်လေးကိုအသာပွေကအိတ်ခမ်းထဲကိုဝင်ခဲ့လိုက်ပါတယ်ဖျာပေါ်အသာချပေးပြီးသူမရဲ့ခန္ဓာကိုယ်ပေါ်စောင်းပါလေးလွှမ်းခြုံပေးလိုက်မိပါတယ်ပြီးတဲ့နောက်သူမအနာအသာရလေးကမိုးအေးနေတဲ့ပါပြင်လေးကိုမြက်နုနိုင်ရင်းနဲ့သူမကိုပွေဖက်ခါသူ့ရဲ့မျက်ဝန်းနဲ့မှိတ်ချလိုက်မိပါတယ်တကယ်ပါစွာတေးလန်ဒီအမာယုံမှာကျွန်တော်ရင်နဲ့တိတ်လေးတွေ့တာမိနေတာကိုဘသူသိမှလဲမနက်၄နာရီချိန်ဖုန်ကြီးကျောင်းဘက်ကအုံမောင်ခောက်တန်နဲ့တူစီရဲရဲ့မျက်လုံးတွေပွင့်လာခဲ့ပါတယ်သူ
သူမတေချာကြည့်မိမှသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးမင်းညံတာရဲ့ရင်ဝင်ထဲမှာဖျားရည်သူ့ရဲ့လက်ကသူမကိုတိုင်းပတ်ထားတယ်သူ့ရဲ့လက်တွေကသူမရဲ့ခန္ဓာကိုယ်လေးလှုပ်မရအောင်ပါမင်းညံတာနေထစမ်းခဆူဆူထွက်ပေါ်လာတဲ့သူမရဲ့အတန်ကြောင့်ညံသားရဲ့နှုတ်တဝက်အိမ်မက်ပင်ပြတ်သွားကလန်နိုးလာရပါတယ်ဟမ်မန်နဲ့အခုထားနင်ငါ့မဟုတ်တာဘာလုပ်လိုက်သေးလဲဟောဗျာအမကြီးရဲ့မိကွန်ကသူ့မှာငိုရခက်ရီရခက်ပါတကယ်ပါကို့မှာသူမကိုရင်ဝင်နဲ့ပွေထားရုံကလွဲပြီးဘာဆိုဘာမှမပါတဲ့ကိစ္စယူချင်ပါတယ်ဒီအမကြီးနဲ့တော့ကျွန်တော်ဘာမှမလုပ်ဘူးဒီအတိုင်းပဲဖတ်ထားတာဟုတ်လို့လားမယုံတဝက်နဲ့မေးလာတဲ့သူမကြောင့်သူရီလိုက်ပြီးတကယ်ပြောတာမယုံတာတော့မတက်နိုင်ဘူးအဲ့ဒါဆိုလဲပြီးရောဟောအဲ့ဒါဘယ်သွားမှလဲသူ့နာထွက်သွားမယ်ပြင်တဲ့အမကြီးကိုညံသာလှမ်းဆွဲလိုက်တော့သူမရဲ့ခန္ဓာကိုယ်လေးကသူ့ရဲ့ရင်ဝင်နဲ့ရောက်လာရပါတယ်နေရရဲ့နှကန်းနှလွားကိုသူမမောစွာနမ်းလိုက်ပြီးအမရဲ့နှကန်းတွေကတိတ်ကိုချိုတယ်ငကိုကလေးကအရှက်သေးနေရရဲ့စီရန်ရဲ့မျက်နှာပေါ်မှာတော့ယူနေပူနဲ့ပြန်မှတ်ထားတဲ့လားနေရလျက်ပါဝါဆိုးရဲ့ဘွားမှာအိမ်အောင်ပြက်တစ်ခုလန်းဆိုတဲ့အမည်ဆိုးတစ်ခုကြောင့်ပတ်ဝန်းကျင်အထင်မြင်သေးကြသလိုအခုလေညံသားလိုအိမ်အောင်ရှိယောက်ျားတစ်ယောက်နဲ့ပတ်သက်နေတာကိုပတ်ဝန်းကျင်နှာခေါင်းရှုံးကြတာကတော့အထူးဆန်းမဟုတ်တော့ပါဘူးအမှန်တော့သူမအမှန်တကယ်ချစ်မြတ်နိုးကြရတဲ့ယောက်ျားကမင်းညံတာပဲမဟုတ်ပါလားသူအိမ်အောင်ကြသွားပြီဆိုတဲ့အဖြစ်ကိုသူမလုံးဝလက်မခံနိုင်တာလွဲလို့သူတို့ရဲ့အိမ်အောင်ကြီးပျက်စီးအောင်နှောက်ယှက်ဖို့အထိတော့သူမစိတ်ကူးမရှိခဲ့ပါဘူးဆီယမဝါဆိုအိမ်အောင်မခေါ်တန်ကြောင့်သူမအပြင်ထွက်ခဲ့တော့ဟင်ကိုကသူမတွေ့လဲရတဲ့သူကြောင့်သူမရဲ့မျက်ဝန်းနဲ့မှိမ့်မိန်သွားရပါတယ်ဆီယမခင်မုန်းလို့ပြောတယ်ဆီယမကိုတွေးကျင်လို့တဲ့အဲ့ဒါကျွန်တော်လိုက်ဖို့တာအော်အေးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ပြန်တော့မယ်နော်စကားအဆုံးမှာလက်ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီးရှင်ဘာလာလောက်တာလဲကိုယောက်ျားကိုကြိုးစိုးပုံကလည်းဘူးပေါက်နဲ့ဝါဆိုတတ်မှတ်နွေးကိုရှာရင်အိမ်မော်တက်ပါအောင်ဝါဆိုအရှိမဥဆောင်ပြီးအိမ်မော်တက်လာတော့အာကအနောက်မှလိုက်လာခဲ့ပြီးအတိတ်ကအဖြစ်ပြက်တွေအားလုံးအတွက်မင်းကိုနာကျင်စေခဲ့တာကိုတကယ်တောင်းပန်ပါလေကိုကိုနားလဲပြီးပါမင်းကိုချစ်လွန်လို့ကိုသွင်တိုးပြီးတော့ဆွဆွဲတယ်လို့ဖြစ်သွားခဲ့ရတာပါသူစကားကိုကြားမှဝါဆိုရဲ့မျက်ရည်တွေဤကနေပြုတ်ဆင်းလာတယ်ဒါနဲ့များလူကိုကွာရှင်းခွင့်တောင်းရတယ်လို့အာကတသက်သိန်းကိုနေတဲ့ချစ်စနီးကိုယူရစွာပူးဖက်ပြီးကိုတောင်းပန်ပါလေအမှန်တော့ကိုအဲ့ဒီစာချုပ်မှာလက်မှတ်မထိုးပြခဲ့ဘူးတကယ်ပါသူ့ရဲ့စကားကြောင့်ဝါဆိုသူ့ကိုမောကြည့်ရင်ဘာလို့လဲမင်းကိုချစ်လို့ပေါ့ချစ်လို့ပဲတစ်နှစ်လောက်ပြစ်ထားတယ်ပေါ့တောင်းပန်ပါတဲ့အချစ်ရေနူးညံ့တဲ့အနမ်းတွေရဲ့ကြားမှာဝါဆိုရဲ့ရင်ခုန်တဲ့နေရာအထင်းကိုမေးစွာကိုကိုချစ်လို့နဲ့ယောက်ျားရဲ့လက်ကိုသာမြဲအောင်တွဲမယ်လို့ဆုံးဖြတ်ရင်ဝါဆိုကိုသူ့ယောက်ျားလာပြန်ခေါ်သွားပြီသိလားထမင်းစားနေရင်ပြောလိုက်တဲ့သူ့ရဲ့စကားကြောင့်စီရန်သူ့ကိုလှမ်းကြည့်လိုက်ပြီးဘာလဲဟုံမိမယောက်ျားလိုက်လာလို့နင်ကရထုမနာဖြစ်နေရလားသူ့တိုင်မျက်စောင်းဝင်းချီကပြောလာတဲ့အမကြီးကိုကြည့်ပြီးဟာမဟုတ်ပါဘူးအမရသူနဲ့ကျွန်တော်နဲ့ဘာဆိုင်တာမှလို့လွန်ခဲ့တဲ့နှစ်ကလေးကသူနဲ့ကျွန်တော်ရဲ့ဇလန်ကပြတ်သွားပြီသားဒါတော့လေသိနိုင်မလားငါသိဒါတော့လေသိနိုင်မလားငါသိနေတာကတော့နင်တို့နှစ်ယောက်တပူးပူးတွတွနဲ့ပတ်ဝန်းကျင်နာမှာဂယုမဆိုင်နိုင်အောင်ဖြစ်ပြနေတာမြင်မကောင်းနင်တို့ယောက်ျားတွေကမဟာဂယုဏရှင်ကြီးတွေဆိုတော့တနာတာတို့ချစ်ပြတာတို့နဲ့ပြန်ွယ်ချင်းနှွေးမှာပေါ့ရောဒီမိုင်းနဲ့တော့ခတ်ပြီးဝါစုကိုသူ့အမျိုးသားလာပြန်ခေါ်သွားပြီဆိုတာကိုစကားစားမိလိုက်တာနဲ့သူ့ကိုပေါက်ဖောက်နေရောဒီမှာကျွန်တော်ရဲ့မျက်နှာကိုတေချာကြည့်ကျွန်တော်ကသူ့လိုအိမ်အောင်ရှိမိန်းမတယောက်ကိုကျွန်တော်ရဲ့တိတ်ခါတွေအားလုံးမြောင်းတဲ့အကုန်ပို့ပြီးတော့လက်ထက်ယူမယ်လို့ခမည်းထင်လိုက်ရင်အမကြီးရဲ့ရည်တန်တဲကအမြင်ကက်စရာဘာရည်တာလဲနင့်စကားနားရှိလို့သာကြားရတာယုံရခက်ကြီးမယုံလဲနေပေါ့လက်ရှိယူထားတဲ့မိန်းမနဲ့တော့တဲ့အောင်ဘလို့နေရမလဲစဉ်းစားရင်းနဲ့ခေါင်းမိတောက်နေတာနောက်ထပ်မိန်းမတယောက်ဆိုရင်တော့တေးကြတယ်မင်းညံသာတယောက်တော့ဇဝင်မေးဖြူမဲ့ခင်ယောက်ျားကြီးတက်မေးမင်းရွက်ကပြောလာတဲ့ပုံကအမြင်ကက်စရာစီရန်သူ့ကိုမချေမငန်ကြည့်ပြီးမင်းညံသာနေထမင်းစားအေးစေးပါဇက်ပိတ်စာနားညံအောင်တိတ်မလုံးနဲ့တခင်မအမိန်တော်အတိုင်းမှာခမညာကြည့်ပြောပုံကဘလောက်စိတ်တူကိုကောင်းလိုက်တယ်လေတမင်ဒေါသဆွနေတယ်လို့ပါဒါပေမဲ့မတက်နိုင်ဘူးလေကိုတိုင်ကရေလာမြောင်မေသူ့ကိုယူထားမိတာကသူမအမှားပဲမဟုတ်ပါလားတင်းငိမ်မယ်လို့ထင်ထားတဲ့ဒီဆရာကအခုတော့တကယ်ကလေးပေါက်စားလို့ပါသူမအောင်မထီတထီကလူကြီးစဲစားနောက်ပြောင်ပြီးတော့စိတ်မဆိုးဆိုးအောင်အချိန်တိုင်းလုံးနေတဲ့သူပါတခါတလေကလေးလိုကြီးကြတတ်မှုကြီးကငိုရခက်ရရခက်တကယ်ပါယောက်ျားယူပါတယ်ဆိုကလေးထိန်နေရတယ်လို့ပါစီရန်တယောက်ကိုအဖြစ်ကိုတွေးမိမှတကယ်ကိုဦးကြောင်ကြောင်အိမ်တော်ရေးမှန်းသိလို့ငိုရခက်ရရခက်ပါစီရန်အစင်ပြေးလား
အမဖြစ်သူရဲ့အမေကြောင့်စီရန်မျက်ခုံးကိုပင်ရင်ဘာလို့လဲအမဘာမှလေနင်းနဲ့ဆရာလေးလေစီရန်နှကမ်းပါးလေးကိုတွန့်ယုံပြုံးလိုက်ပြီးအဆင်ပြေတယ်ရလည်းမဟုတ်ပါဘူးမမရေစီရန်အတွက်တော့စီရန်ရွေးချယ်ပြီးသားလမ်းမို့ပြင်လို့မှမရတော့တာအေးပါညီအဆင်ပြေရင်ပြီးတာပါပဲညီရွေးခဲ့ပြီးသားလမ်းမေကောင်းရင်ဆန်မကောင်းရင်ခံမေအမအနေနဲ့တော့ကိုရဲ့ညီမကိုစင်စီပြီးမြင်ရတာပဲမြင်ချင်တယ်စင်နေပြီးမြင်ကန်သွားတဲ့အဖြစ်ကိုတော့အမတော့မမြင်ချင်ဘူးငါညီမစီရန်နားလဲပါတယ်မမမိဘတွေမရှိတော့တဲ့အချိန်ဟာစပြီးစောချစ်အနေနဲ့ညီမလေးပေါ်မှာတမီးလိုတစ်မျိုးညီမလိုတစ်မျိုးချစ်ခဲ့ရတာမို့ညီမလေးရဲ့ဘဝအေးချမ်းမဲ့အဖြစ်ကိုပင်သူမမြင်ချင်မိပါတယ်သူမချစ်ရတဲ့ညီမလေးတောကများပြီးတော့ဗျာပါဒရတတ်ပွေမဲ့အဖြစ်မျိုးတော့သူမမမြင်ချင်တာတော့အမှန်ပါစီရန်တယောက်ရက်ွက်တဲ့အကျွေးသိမ်းရန်ထွက်လာခဲ့ပါတယ်စီရန်နောက်ပါမှခေါ်တန်းကြောင့်သူမလှည့်ကြည့်ပြီးတော့အဖိုးကြီးဦးတာတော်မှာအော်ဦးတာတော်စီရန်လေးနေကောင်းနေတော့မျက်နှာပိုးမသက်လူကိုတွေ့တာနဲ့ဆက်ဖြည်းဖြည်းလှုပ်တတ်တဲ့အဲ့ဒီအဖိုးကြီးရတော့လေပြောလိုက်ရရင်တော့တယောက်မျက်နှာတယောက်မကြည့်ရအောင်ဖြစ်ပေတော့မယ်အဲ့ဒါကြောင့်ဒေါသစိတ်ကိုမျိုးသိက္ခာအတက်နိုင်ဆုံးပြောပြရင်ဟုတ်ကဲ့ကောင်းပါတယ်ဦးတာတော်ဟုတ်လေကိုကြီးကစီရန်လေးမှအဆင်ပြေပါမလားလို့စိတ်ပူနေတာစီရန်လေးအဆင်မပြေကိုကြီးစီလာခဲ့နော်ကိုကြီးအိမ်ကစီရန်လေးအတွက်ဆိုအမြင့်တကားဖွင့်ထားတယ်ဒီအဖိုးကြီးတော့မဟုတ်တော့ဘူးစီရန်ဒေါသကိုစွာပေးလိုက်သလိုဒေါသတွေကချောင်ချောင်ထွက်လာရပါတယ်ဦးလေးကျမယောက်ျားရှိတာဦးလေးသိတယ်နော်သိပါတယ်ကွယ်ကိုကြီးကစီရန်လေးအဆင်မပြေမှစိုးလို့ပါစီရန်ခါထောက်ကဦးတာတုံကိုမကြေမနက်ကြည့်လိုက်ပြီးဦးလေးစိတ်ပူစရာမလိုပါဘူးကျမအတွက်လည်းစိုးရင်စရာမလိုကျမကပြီးတော့တငယ်နှစ်ဆကလေးလေးလည်းမဟုတ်ဘူးဦးလေးစိတ်ပူစရာမလိုပါဘူးဒီတစ်ခါဒီစကားပြောတာနောက်ဆုံးဖြစ်ပါစီနောက်တစ်ခါဆိုရင်ကျမလောကအသက်ကြီးတာငယ်တာမသိဘူးနော်ကိုကြီးကနောက်တာပါဦးတာတုံမျက်စောင်းဝင်ကသူမလှက်ထွက်လာခဲ့လိုက်ပါတယ်နောက်ပါမှဦးတာတုံဘလို့ကြံရင်ခဲ့မယ်ဆိုတာကိုတော့သူမစိတ်ဝင်စားတော့ပါဘူးအလကားတနာယူအဖိုးကြီးညံသာเจ้าကပြန်ရောက်ခရေကတောက်တခက်ခက်ခေါင်ရင်ဟိုအမကြီးပြန်လာအိမ်ရှိစင်းညံရှောက်မျောနေမိပါတယ်ဘဲနဲ့လမ်းပေါ်မှာသူမကိုရီးတဲ့လုံနေတဲ့ဘိုးတော်နဲ့မှစကားရက်ပြောနေတာပြုံးလို့ရွှင်လို့ပြန်တွေးကြည့်ုံနဲ့လူကဒေါသတွေအလေးလေးဖြစ်လာပါပြီသူမျောနေစဉ်မကြလိုက်ပါဘူးသူမကြော့ကြော့လေးပြန်ရောက်လာပါပြီမျက်နှာကသူ့ပဲအပြစ်ကင်းတဲ့ပုံစံမျိုးတွေးကြသေးတာပေါ့အမကြီးဟာခမအဲ့ဒီအဖိုးကြီးနဲ့ဘာတွေအီစစ်ကလေးရိုက်နေရလဲစီရန်အိမ်မော်တက်လာစဉ်ဒရက်ဆက်မေကုန်းနေထုတ်လာတဲ့မင်းညံသာစီရန်သူ့ကိုမျက်ခုံးပင်းကြည့်လိုက်ပြီးဘာလို့လာရောက်နေရလဲမင်းညံသာဘာမှလဲအသက်ကြီးပြီးအချိန်မစည်းတဲ့ဦးသာတွန်းဆိုတဲ့အဖိုးကြီးနဲ့ခမရဲ့လမ်းလဲကောင်ပြုံးလို့ရွှင်လို့စကားရက်ပြောနေတဲ့ကိစ္စအော်စီရန်မျက်နှာကိုမဲလိုက်ပြီးကိုရီးယားလေလူမြင့်ကွင်းမှာစကားရက်ပြောတာပဲရှိတာသူများရဲ့လိုလူမြင့်ကွင်းမှာတောင်မရှောင်ငါအိမ်အောင်တယ်ပါလားဆိုတဲ့အသည့်တောင်မရှိဘဲနဲ့ဖက်လားရက်လားလုံနေတာမဟုတ်ဘူးသိလားဟာဒီအမကြီးသူ့ကိုခရွရွပြောသွားတဲ့အမကြီးဘလောက်စိတ်တူဖို့ကောင်းလိုက်သလဲနော်လူကဘာမှမဟုတ်တာကိုသိနေပေမဲ့လေမြင်ရတဲ့မြင်ကွင်းကိုမနှင်းမျိုးလို့ကျွဲမီးတို့ကပြဿနာရှာမိပါတယ်ဆိုမှသူ့ကိုပြန်ငေါ့သွားတဲ့အမကြီးကိုထက်အငယ်ဆိုရင်ကြိတ်လုံးနဲ့ရိုင်းမိမှာအမှန်ပါသူထွက်သွားတဲ့အမကြီးနောက်လိုက်လာတော့မိဖို့ထဲမှာဟင်းချက်ဖို့အလုံးရှုပ်နေတဲ့အမကြီးကိုတွေးလိုက်ရပါတယ်တချင်းလေးတေးနဲ့တချင်းဆိုရင်ချက်ပြုတ်ရန်ပြင်နေတဲ့အမကြီးကိုခါတောက်ခါကြည့်လိုက်ပြီးခမကျွန်တော်ကိုချက်လားဟမ်အမမ်းထေမီးလာတဲ့သူ့ရဲ့စကားကြောင့်သူမသူ့ကိုတန်တော်ကြည့်ပြီးဘာပြန်ပြောအောင်မှမသိစွန့်ဟသွားရပါတယ်ဘာရီမင်းနေမှမသိဘူးသူမရဲ့ဖြေပုံကိုအသေးရစွာနဲ့အနောက်မှတိုင်းဖက်လိုက်ပြီးကျွန်တော်သိတာတော့တိတ်ဆိတ်နေခြင်းကဝန်ခံခြင်းဆိုတော့ခမအဖေမပေးပုံထားရင်ကျွန်တော်ကိုချစ်တယ်လို့မှတ်ယူလိုက်မယ်နော်သူ့ဘက်ကိုဆွဲလဲကသူမရဲ့နှကန်းတွေပေါ်ကြာရောက်လာတဲ့သူ့ရဲ့အနန္တချိုကသူမရဲ့ရင်ခုန်တန်းတွေကိုအဆက်မပြတ်အထင်ကုန်မဲစွာလှုပ်ပေးခဲ့မိပါတယ်ချစ်ချင်းဆိုတဲ့ပြားရုပ်တစ်ခုမှာအဲဒီကောင်လေးကိုချစ်မိပေမဲ့လေချစ်တယ်လို့သူမရဲ့နှုတ်ကဖြေဖို့အထိတော့မရဲပါဘူးဘာလို့ဆိုသူ့ရဲ့ရင်ထဲမှာသူမရှိချင်မှရှိအောင်မှမဟုတ်ပါလားသူမရဲ့မာနတွေအရှုံးခံပြီးချစ်တယ်လို့တော့မပြောလို့သေးပါဘူးအဲ့ဒါဘယ်သွားမလို့လဲပါတိတ်ပန်းရောင်ရမုံဝမ်းဆက်လေးနဲ့စတုံးကိုတပတ်ရှို့ထုံးပြီးတော့သစင်ပန်းကလေးပန်ထားတဲ့အမကြီးမျက်နှာပေါ်မှာမိတ်ကက်အနှဲငယ်ပုတ်ခါတနကားဘကွက်လေးကိုပါပြင်းတဲ့ခြေသားထားတဲ့အမကြီးကိုမျက်မှောက်ကျုပ်ကြီးကသူ့မေးလိုက်မိပါတယ်ဒီနေ့ကညံသာကြောင်းမရဲဖြစ်တာကြောင့်အိမ်မှာကတ်နေတဲ့နေ့ပါသူအိမ်ကတ်နေတဲ့အချိန်အနားမှာသူမအောင်ရှိနေစေခြင်းလို့မျက်တိတောက်ထောက်လိုက်ကြည့်နေမိပါတယ်သူမတော့အပြင်သွားမိပေါ့တွေးကြသေးတာပေါ့အမကြီးဟာသူ့ကိုခယူးမဆိုင်ဟန်နဲ့အပြင်လန်းထွက်ရန်ပြင်နေတဲ့အမကြီးရဲ့လက်ကဝက်ကိုဖမ်းဆွဲလိုက်ပြီး
ဘယ်သွားမှလဲလို့မေးနေတာမဖြေနိုင်ရအောင်လူကိုဂယုမဆိုင်ဘူးဆိုတဲ့သဘောလားဘာလို့တာလဲလှုပ်ဆမ်းပါသူ့လက်တွင်ကယုံထွက်နေတဲ့အမကြီးရဲ့ခါသိမ့်သိမ့်လေးကိုဖမ်းဆွဲလိုက်ပြီးဘယ်သွားမလို့လဲလို့မေးနေရလေမေးတာနဲ့ခါဖတ်တာဘာဆိုင်လဲဖဲနင်းရဲ့လက်တွေစူးစူးရှာရှာမျက်ဝန်းတစ်စုံနဲ့သူ့ကိုပြန်ဆွာနေတဲ့အမကြီးခါကိုပုံမတင်းတင်းလေးဖတ်လိုက်ပြီးအလိုက်ဒီလောက်ပြင်ထားတာဘယ်ဟိုသွားမှလဲဘသူနဲ့သွားတွေ့မှလဲဘာသွားလို့မှလဲပြောမိခိုးနေရလဲများလိုက်တာရဲကြနေရပဲမိခိုးမများစေချင်ခမအလားမပြေနဲ့လေမင်းညံ့တာသူမသူ့ကိုလေးနဲ့ကြည့်ရင်ခေါ်လိုက်တော့ပြောဘာပြောချင်လဲစီရင်ကတပ်ပြင်းမော့ကိုတစ်ချက်ဆိုင်ရင်နင်ငါ့ကိုဘာလို့လိုက်ပြီးတော့ထိန်ချုပ်နေရလဲအမှန်ဆိုငါနဲ့ကိုတမင်ရအောင်ယူခဲ့တာနင်စိတ်နာနေရမှာလေဘာလို့အခုလိုတွေလိုက်လုံနေရလဲပြီးတော့နင်ကငါ့ကိုအချိန်တန်ထားခဲ့ပြီးတော့ပြန်မအောင်ငါသိနေတယ်နင်ဘာတွေငါစီရထပ်ပြီးတော့လိုချင်သေးလို့လေငါနင်အတွက်ဘာတွေရော်ကြီးပေးရအောင်မလဲစကားရတခေါ်ချင်းပြောပြီးတော့မျက်ရည်စက်တွေဣကနေပြိုဆင်းလာတဲ့အမကြီးကြောင့်သူ့ရဲ့ရင်နဲ့ဟာတတာဖြစ်သွားပါတယ်ဒီအမကြီးတခုခုကိုတီထားတာလားဘာတွေတီထားတာလဲသူမရဲ့မျက်နှာကိုတန်တော်ဟောကြည့်မိလိုက်တော့မျက်နှာလွဲသွားတဲ့အမကြီးကြောင့်ဝေခွဲရခတ်စွာပင်ငါ့ကိုလှုပ်ပေးပါငါသွားစရာရှိသေးတယ်နေ့လေငါပြန်မရောက်သေးရင်အုပ်ဆောင်အောက်မှာကြက်သားဟင်းချက်ထားတယ်ထမင်းစားလိုက်နော်သူမရဲ့စကားအဆုံးမှာသူမရဲ့ခါးသိမ်လေးကိုသူလှုပ်ပေးလိုက်မိတယ်ဘာစကားမှဆက်မပြောနိုင်လောက်အောင်စီရင်ရဲ့မျက်နှာလေးကိုသာခက်ငယ်ငယ်လေးကြည့်နေမိပါတယ်သူ့ရှိမှအရေးကလေးတစ်ခုပျောက်ွယ်သွားတဲ့အထိပါလမ်းမထက်သူမရဲ့ခြေလမ်းတွေတွေ့၍ရှောင်လန်းနေပေမဲ့သူမရဲ့စိတ်တော်ကတော့အင်အိုသာပြန်ရောက်နေခဲ့ပါတယ်တငယ်ချင်းမင်္ဂလာဆောင်သွားရင်ပြည့်စင်ထွက်ခဲ့ပေမဲ့လေစိတ်တော်ကမပါချေစိတ်စင်တို့ကမနေညအချိန်တွေစီကိုသာညအချိန်က7 နာရီမင်းညံသာတယောက်ပင်မလို့ထင်ပါတယ်အိပ်ပျော်နေတာကလေးတယောက်လိုပါသူ့ရဲ့မျက်နှာကိုတခြားငေးကြည့်နေစဉ်သူ့စာအုပ်ပေါ်မှာဖုံးမြည်တန်ကြောင့်သူမကြည့်ပြီးတော့ဝင်လာတဲ့ဖုံးနံပါတ်ရဲ့အမည်ကတင်းငယ်သူမလည်းအတန်မပေးဘဲနဲ့ဖုံးကိုကန်လိုက်တော့ဟယ်လိုကိုကိုကျောင်းပိတ်ရင်ပြန်ခဲ့တော့နော်မမေရတင်းငယ်နဲ့ကိုကိုဒီခေါက်ကိုကိုပြန်လာလို့ရှိရင်လက်ထပ်ဖို့အားလုံးစီစဉ်ထားပြီးသားတင်းငယ်ကိုကိုလွမ်းနေပြီအရန်လေးချစ်တယ်တိလာကိုကိုအဲ့ဒါဆိုဒါပဲနော်ကိုကိုအေးပြတ်နေမယ်ချစ်တယ်နော်တဖက်မှမင်္ဂလေးဖုံးချသွားတော့အတားစီးမဲနေတဲ့မျက်ရည်စက်တချို့ကပါပြစ်မော်ကြောက်ရောက်လာခဲ့ရပြန်ပါတယ်အဲ့ဒါဆိုသူမနဲ့လက်ထပ်ထားတာကိုသူ့အမေမသိသေးဘူးပေါ့မင်းညံ့တာရဲ့နင်းစိတ်ထဲမှာငါ့ကိုဘလို့များတွက်မှတ်ထားတာလေဟဲ့သူ့ရဲ့မျက်နှာကိုခက်ငင်းငယ်ကြည့်ရင်နဲ့သူ့ကိုမေကွန်ပြတ်ထုတ်လိုက်မိပါတယ်အဲ့ဒီမေကွန်ကိုတော့သူသိမယ်မထင်ပါဘူးသူကနည်းနည်းချာချာအိပ်ပျော်နေတာမဟုတ်ပါလားတနေကုန်ဘယ်သွားနေတယ်မသိမိုးချိုးခန်ဒီမှသူမပြန်ရောက်လာခဲ့ပါတယ်ပြန်ရောက်လာတာကိုပင်သူ့ကိုစကားတခုမှမဆိုပါဘူးညအိပ်ရဝင်တော့သူမစောစီးစာဝင်အိပ်သွားပါတယ်သူကတော့ကလေးတွေရဲ့အမှတ်စင်းနေဆင်းနေတာမို့အတော်နဲ့အိမ်မရခဲ့ပါဘူးလုံးလဲစအလုပ်တွေပြီးတော့အိပ်ရပေါ်ကြောချမိပြီးသူမကိုပွေးဖက်လိုက်မိပါတယ်တနေကုန်အပြင်ထွက်နေတဲ့သူမကိုတင်းတင်းလေးပွေးဖက်ရင်သူမျက်နှုံးလွန်လာတဲ့သူမရဲ့ဆန်နယ်လေးတွေကိုမျက်နှိုးစွာနဲ့သူနှမ်းရှိုက်လိုက်မိတယ်ခုံပေါက်နေတဲ့ရင်ကုန်တန်တချို့ကသာအချစ်စေးဆိုရင်သူမကိုကျွန်တော်ချစ်မိနေခဲ့ပြီပေါ့မျက်နှိုးချင်းအချစ်ရဲ့တင်ကြီးတာတွေကသူ့ရဲ့ရင်ထဲမှာကိန်းအောင်ဆန်ပြောလျက်တကယ်ပါဒီလိုခက်ဆွတ်စွာအမကြီးကိုမှဖူးစာပါပြီးအိမ်အောင်မအဖြစ်ရရှိခဲ့လိမ့်မယ်လို့ဘသူကထင်မှလဲကျွန်တော်ဘွားမှာတော့ဒီအမကြီးကိုတကယ်မိနိုင်တော့မှမဟုတ်ပါဘူးဒီအမကြီးကိုမြင့်မြတ်နုံနုံတက်ဆုံးနိုင်လက်တွဲသွားဖို့ဆုံးဖြတ်ရင်မပြတ်သားခဲ့သေးတဲ့ကိစ္စတစ်ခုကလည်းအတွေ့အရောက်လာခဲ့ပြန်ပါလေချို့သိငယ်သူနဲ့လက်ထပ်ပေးဖို့မမေသဘောတူထားတဲ့မင်းကလေးလက်ထပ်ပွဲကိုသူ့ဘက်ကတစ်ဖက်သက်ဖျက်သိမ်းလိုက်ပြန်ရင်လေတစ်ဖက်မင်းကလေးကနင်းနာအောင်မေးတစ်ဖက်ကလည်းခက်ဆွစွာဒီအမကြီးကိုခွဲခွာရမယ်ဆိုတော့ခွဲခွာခြင်းဆိုတဲ့ဝေနာကိုသူခံနိုင်ရှိမှမဟုတ်ပြန်ပါဘူးတစ်ဖက်ကြည့်ပြန်တော့လေလူသိရှင်ညာဆေးဆက်ပြီးမှလက်မထပ်ဖြစ်ခဲ့ရင်နင်းနာသွားမယ်မင်းကလေးအချက်တကွဲအကျိုးနဲ့ကြံရင်ခဲ့ရမယ်မင်းကလေးကရှိနေပြန်ပါလေဘာဆက်လို့ရမှာလဲအတွေးတွေကသူ့ရဲ့ရင်ထဲကိုရှုပ်ရှက်ခတ်စွာရှုပ်ထွေးစေခဲ့ပြန်ပါလေဒီလိုအခြေအနေတွေရှုပ်ထွေးစွာရှိလာတာကိုတည်ရဲ့နဲ့သူ့ရဲ့တိတ်ခါတစ်ခုအတွက်ရင်းခဲ့တဲ့ပွဲကတကယ်နင်းနာသူကဘသူဖြစ်သွားမှလဲချိုသိမ်းငယ်လားအချိန်တွေရဲ့ကုံနာမြန်လိုက်တာမင်းညံသာတယောက်နှွေရစီကြောင်းမေးရပင်ရောက်လာခဲ့ပါပြီစိတ်တွေကဝေလီလီဒီအမိုင်းနဲ့ခွဲရမယ့်ရေကသူ့ရဲ့ရင်နဲ့အောင်တသက်အိမ်ပြန်ရောက်တာနဲ့ချိုသိမ်းငယ်နဲ့လက်ထပ်မဲ့ကိစ္စကိုအမေကစီစဉ်တော့မေခက်တာကအစကတည်းကပြပြတသားမလုပ်ခဲ့တဲ့သူ့အမားပါမတက်နိုင်တော့ဆုံးဖြတ်ချက်တစ်ခုကတော့ခိုင်မာမှဖြစ်တော့မယ်ဒါမှအကောင်းဆုံးအရာတစ်ခုဖြစ်လာမှာမဟုတ်ပါလားမင်းညံသာခေါ်တဲ့ညောင်းလှည့်ကြည့်လိုက်တော့သူမပါစီယံသူ့ဘေးမှာဝင်ထိုင်လိုက်ပြီးနေတွေးရခက်စဉ်းစားရခက်နေမယ်ဆိုတာ
ငါနားလေပါတယ်သူမထံမှကြားလိုက်ရတဲ့စကားကြောင့်သူမကိုသူတန်းတော်ကြည့်မိတော့မန်အောနဲ့မင်းညံတာနင့်ရဲ့ငါနဲ့လက်ထပ်ထားတဲ့ကိစ္စကိုမပြောထားတာလဲငါသိတယ်ပြီးတော့နင့်မှလက်ထပ်ဖို့ရွေရထားတဲ့မိန်းကလေးရှိမှလဲငါသိတယ်နေဝေခွဲရခတ်နေတယ်ဆိုတာကိုလေငါသိတယ်ငါအတွက်နောက်ဆက်မတင်းပါနဲ့နေဆုံးဖြတ်စရာရှိတာသာရဲရဲဆုံးဖြတ်ပါငါလိုက်ရောပေးဖို့အစင်သက်မှာညံတာတမနွေ့နွေ့ကိုရှာရင်ကျွန်တော်အိမ်ပြန်ချင်တယ်သူစကားအဆုံးမှာတော့သူမရဲ့ရှင်နဲ့နင့်သွားရပြီမလဲအတက်နိုင်ဆုံးအပြုံးမပြတ်ပြုံးရင်အင်းပါနင်းရဲ့ဆန္ဒတိုင်းဖြစ်စေရပါမယ်သူစကားအဆုံးမှာတော့လွှတ်ထွက်သွားတဲ့အမကြီးကိုကြည့်ပြီးသူ့ရဲ့ရှင်နဲ့မကောင်းဖြစ်မိတာတော့အမှန်ပါဒါပေမဲ့သူမတက်နိုင်ပါဘူးသူဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်မှန်မှုပင်အဓိကမဟုတ်ပါလားခမ ्या ပေါ်ကျွန်တော်ချစ်ခင်မိတာတော့အမှန်ပါဗျာသူပြန်တော့မယ်ပေါ့အထုပ်ဘိုးတွေပြင်နေတဲ့သူကိုသူမခက်ငယ်လေးကြည့်ပြီးတော့မျက်ရည်တို့ဟာပါပြစ်မော်စီကြရခဲ့ပြန်ပါပြီတညာလုံးလဲရင်မက်အောက်တဲ့အထိသူမသိအောင်ငိုထားရခဲ့ပြန်ပြီမဟုတ်ပါလားသူခီးဆောင်ရေးဆွဲကအပြင်ထွက်လာမှသူမမြင်အောင်လို့မျက်ရည်တွေကိုတုပ်လိုက်ပြီးနေအဆဆရအဆင်ပြေပါစေမင်းညံ့တာကြာလူလူမျက်ရည်တွေကိုထင်ရင်သူမအာယူပြောရတာကိုသူမတည်တာသိပါတယ်ညံတာသူမတော့တခြားကြည့်ပြီးကျေးဇူးတင်ပါတယ်ဒီတော့တွင်ကျွန်တော်ပေါ်ဂယူးဆိုင်နားလဲပေးခဲ့တာတွေအတွက်ရပါတယ်မဖြစ်နိုင်မဲတည်ရနဲ့ငါဖြစ်ချင်တာအတင်းလို့ယူခဲ့တာလေလမ်းခွဲကြပြီဆိုတော့လေအပြုံးနဲ့ပဲလမ်းခွဲကြတာပေါ့ကျွန်တော်ပေါ်နားလဲပြီလို့ကျေးဇူးတင်ပါတယ်အမရေဒါဆိုကျွန်တော်သွားတော့မယ်နော်သူမအသားရကောင်းချင်းပြတော့သူမကိုကြိုးခိုင်းလက်ထွက်သွားပါတယ်အစုံသက်ကဒီလိုဖြစ်ခဲ့လိမ့်မယ်လို့သူမမထင်ထားခဲ့တာအမှန်ပါအခုတော့အရာရာအားလုံးအစုံသက်ခဲ့ပြီပေါ့မင်းပြောပါစေကောင်လေးရေပါပြစ်မော်ကြားစင်းလာတဲ့မျက်ရည်တွေကိုလွတ်လပ်စွာစီစဉ်ခွင့်ပြုလိုက်တဲ့သူကတော့စီယန်ရေပါစီယန်နင်အခုဘာပြောလိုက်တယ်တုံလုံးချကြစွာမေးလိုက်တဲ့သူကတော့စောချက်ပါဟုတ်တယ်မမငါမှကိုဝင်ရှိနေပြီနင်ဘာလို့မင်းညံ့တောင်မပြောလိုက်ရတာလဲစီယန်ရေနင့်အစားငါယူချင်တယ်အမဖြစ်သူရဲ့စကားကြောင့်စီယန်ခက်ရဲ့လေးပြုံးရင်မလိုပါဘူးမမရေသူသီးတော့ရောမပြန်ဘူးလို့အာမခံနိုင်လားအစကတည်းကငါအတင်းဖန်နေယူထားတဲ့အိမ်တော်ကြီးမှာသူစိတ်ပျော်တာမှမဟုတ်တာအဲ့ဒါကြောင့်လေငါနဲ့လက်ထပ်ထားတာကိုသူ့ရဲ့မိဘတွေကိုအတိမပေးခဲ့တာပေါ့စီယန်ရဲ့စကားအဆုံးမှာပုံမအံ့ဩသွားတဲ့သူကစောချစ်ပါဒါဆိုရင်သူ့ရဲ့မိဘတွေဒီကိစ္စမသိဘူးပေါ့ဟုတ်လားစီယန်ဒါဆို तू ကနင့်ကိုဘလို့သဘောထားခဲ့တာလေပြီးတော့နင်းရဲ့ပိုက်ထက်ကလေးအတွက်နေဘာဆက်လုပ်မှလဲကလေးကိုအဖေမရှိဘဲနဲ့နေမွေးမလို့လားယင်ညီမဖြစ်သူအတွက်ခ ्यू နာဒေါသတွေဖြစ်ရတယ်လို့တနာလဲတနာရပါတယ်သူမတော့သူမရဲ့ဘဝရဲ့ဖြစ်တည်မှုကိုကျေနပ်နေတဲ့အငါဒီကလေးကိုမွေးမယ်သူမရှိလေငါရက်တီလို့ရတယ်မမစီရန်ရဲ့ညီမလေးကိုငယ်စဉ်ကလေးကပိုးမွေးတယ်လို့မွေးခဲ့ရတာမို့ညီမလေးကိုတနာခ ्यू နာတက်စွာနဲ့ပူဖက်လိုက်မိပါတယ်စီရန်တယောက်အမားရဲ့ရင်ခွင်မိရင်မျက်ရည်တွေကိုလွတ်လပ်လပ်စီစဉ်ခွင့်ပြုခဲ့မိပါတယ်9နှစ်ခန့်ကြာတဲ့အခါမှာတော့တီလေးမမေမမပိုးလာတယ်ခေါင်းဝင်ဖြူလေးနဲ့ချစ်စရာကလေးငယ်လေးတူသူမမင်းညံ့တာနဲ့စီရန်ချေတို့ရဲ့သမီးလေးရွှေရန်ချေပါဟဲရွှေလေးကအရန်တွေအစောမန်းနေတယ်ပေါ့ဟုတ်လားမမုန်းနေပါတယ်ရွှေလေးစားကြလားဟုတ်ကဲ့ပိုးကရွှေလေးရဲ့ဘာပြင်လေးကိုဖွားလေးလိမ့်ဆိုရင်အဲ့ဒါဆိုရင်ကစားနေရတဲ့ရက်တော့မမေဘက်မှလေအေးဘောမသမီးပိုးဒီတစ်ခေါက်ပြန်လာတာမြန်လိုက်တာတီလေးရဲ့စကားကြောင့်ပိုးကပြုံးလိုက်ပြီးဟုတ်တယ်တီလေးပိုးဆရာအတက်တင်တက်ရမှာမို့ခဏပြန်ခဲ့တာအော်ဒါနဲ့ပိုးဆရာနဲ့တွေ့ခဲ့သေးတယ်တီလေးဆရာဆိုတဲ့အမည်နာမကြောင့်စီယန်တယောက်ပိုးကိုလှမ်းကြည့်ပြီးသူနဲ့ပတ်သက်တာအားလုံးကိုတီလေးအတိတ်မှာမေ့ထားခဲ့ပြီးမို့သမီးဘာမှမပြောပါနဲ့တော့အခုအချိန်မှာတီလေးတို့ကမသက်ဆိုင်တော့ဘူးလေတီလေးရဲ့တီလေးကိုကြည့်ပြီးတော့ပိုးစိတ်မကောင်းဖြစ်မိတာတော့အမှန်ပါအဲ့ဒါကြောင့်လေဆရာနဲ့ပတ်သက်တဲ့ဘယ်အကြောင်းအရာကိုမှသူမထပ်မပြောပြတော့အခုတော့ဆရာလည်းသူ့ဘဝနဲ့သူအသားကျနေပြီမဟုတ်ပါလား9နှစ်ရှိပြီလေလားအမနဲ့အတူနေဘူးတဲ့အိမ်လေးကိုသူပြန်ဝင်ခဲ့တာ4နှစ်ရှိပြီဖြစ်ပါတယ်ပရင်းပေါက်ပေါင်ပေါ်မှာလက်ထောက်ပြီးစလင်းငွေးတွေကိုခက်ချင်ချင်မှုတ်ထုတ်လိုက်မိတယ်ပရင်းပေါက်မှတိုးဝင်လာတဲ့လေနှုတ်အေးကိုရှူဆိုင်ရင်ရီဝေနေတဲ့မျက်ဝန်းတစ်စုံဟာအဝေးကိုကြည့်နေမိပါတယ်အပုံးတော်တဲ့အမသူပြန်မလာတော့ဘူးလို့ထင်လို့များခြေရဖြောက်သွားတာလားအခုထိဘယ်စီရောက်နေမှမသိရသေးပေမဲ့လေသူကတော့အဲ့ဒီအိမ်လေးမှာသူမပြန်လာစောင့်နေမိပါတယ်သူအိမ်ကိုပြန်ရောက်တဲ့အခါမမေနှလုံးလျှော့ဖြစ်ပြီးစိတ်ုံရောက်ခဲ့ရတယ်
ဒီမှာရင်ကုမရတာကြောင့်စင်ကာပူထိသွားကမိခင်ရဲ့ယောဂဝေနာကုနေရတာကြောင့်သူ့အချိန်တွေတစ်နှစ်ကျော်လောက်စင်ကာပူမှာသာအချိန်ကုန်ခဲ့တယ်။သူမြန်မာပြည်ကိုပြန်ရောက်တာနဲ့မိခင်ကြီးကိုခွင့်တောင်းပြီးမိခင်ကြီးနဲ့အတူအမားစီကိုသူပြန်လာခဲ့ပါတယ်။ဒါပေမဲ့အလားကောင်းပေမဲ့အခါနှောင်းခဲ့တဲ့သူ့အဖြစ်ကိုဘသူကစာနာမှလဲ။အမသူ့ချံသူ့ဝိုင်းအားလုံးကိုရောင်းချကချီယာဖြောက်သွားခဲ့ပါတယ်။အေးဗျာစီယန်နဲ့ဆိုဒီချံကိုရောင်းသွားတာဆရာလေးပြန်သွားပြီးတော့လေးလလောက်ခရေရပါရက်ွက်အုပ်ချုပ်မှုရဲ့စကားကသူ့နားတွေကိုတန်ရီပူလောင်ချလိုက်သလိုပူပြင်းသွားရပါတယ်လူလည်းအယုတ်ကျိုးပြတ်ဖြစ်ကပြိုလဲကျသွားရပါတယ်ဒေါ်ခတ်ခင်မှလည်းတားပြည့်သူအတွက်စိတ်မကောင်းရုံမှတပါမတက်နိုင်ခဲ့ပါဘူးမင်းညက်တာမှာတော့ရင်ထုမနာနာကျင်ခြင်းတွေနဲ့အလဲလဲပြပြဖြစ်ခဲ့ရပါတယ်ဘာလို့လဲဘာလို့ချီယာဖြောက်သွားရတာလဲပြန်မလာတော့ဘူးထင်လို့လားဘာလို့လဲဘာလို့သူ့ကိုချီယာဖြောက်သွားရတာလဲယောက်ျားတမဲမရှက်နိုင်တော့ပါဘူးဘေးမှာလူတွေရှိနေလေခယူးမဆိုင်နိုင်တော့ပါဘူးသူကမျက်ရည်လည်းမှုတ်ဆိုးလို့ပဲငုံမိပါပြီတောင်းပန်ပါတယ်ကျွန်တော်စီပြန်လာပေးပါဗျာသူကအဲ့စကားစုကိုအကျဉ်းချင်းဟိကျွေးရင်းနဲ့ပြန်မလာမှန်းသိနေတဲ့လူတူကိုအရင်နေရာဟောင်းလေးမှာမျှော်နေမိသေးပါအဲ့ဒီအိမ်လေးကိုစီယန်ရောင်းခဲ့တဲ့ပိုင်ရှင်နေထံမှာဈေးကိုနှစ်ဆပေးကပြန်ဝယ်ခဲ့ပါတယ်မိခင်နဲ့လည်းပြန်မလိုက်တော့ဘဲနဲ့အဲ့ဒီအိမ်လေးမှာသာသူ့နေခဲ့တယ်ချိုတဲ့ငင်နဲ့လေစီးစက်ပွဲဖြတ်သိမ်းကသူ့ရဲ့ခက်ဆက်စွာအမာရီကိုသာအရင်နေရာဟောင်းလေးမှာသူဆက်ပြီးတော့စောင့်နေမိပါတယ်အခုဆို၄နှစ်တောင်ရှိခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့သူမတော့ဒီနေရာဒီအရက်ဒေတာကိုထာဝရများကြောက်ခိုင်းသွားခဲ့လေသလားပို့ဆရာတက်တင်ကျောင်းမှာပိုးကိုပြန်တွေ့ရတာကသူ့အတွက်မျှော်လင့်ချက်တစ်ခုကိုဖန်ဆုပ်လိုက်မိသလိုပါဆရာပိုးလည်းဆရာကိုတွေ့လို့တော့အော်မိခဲ့ပါတယ်ညံသာတိုက်ပုံအင်းကြီးကိုလက်မကင်ရင်ဆရာတို့အေးစစ်တဲ့နေရာမှာစကားပြောလို့ရမလားရပါတယ်ပိုးလည်းသူ့ရဲ့ခွင့်တောင်းမှုကိုလက်ခံခဲ့ပါတယ်ပိုးနဲ့ညံသာကပေးဆိုင်တစ်ခုမှဝင်ထိုင်လိုက်မိကြတယ်ပြီးမှကော်ဖီတရားတစ်ခွက်စီမှာပြီးပိုးကပင်စကားစားလိုက်မိပါတယ်ဆရာရန်ကုန်မှာပဲလားပိုးရဲ့အမေစကားကြောင့်သူကအတိတ်ပင်မဲစွာပြုံးလန်းမိပါတယ်ရန်ကုန်ကခဏလာတာလေအချိန်တိုင်ရင်ပဲခူးကိုပြန်မှာပဲခူးဆိုတဲ့စကားကြောင့်ပိုးကအံ့ဩသွားကဆရာပဲခူးမှနေရလားဒါနဲ့ဆရာမိသားစုကရန်ကုန်ကမဟုတ်ဘူးလားကိုရဲ့မိမိကရန်ကုန်ကလေဒါပေမဲ့ကိုဇနီးကပဲခူးကလေအော်ဆရာအိမ်အောင်ကြသွားပြီပေါ့ပိုးရဲ့စကလုံးအချို့ကအကွဲစွာထပ်ပေါ်လာခဲ့ပါတယ်ဘလောက်များတိုက်ဆိုင်နေသလဲဆရာရဲ့နောက်အိမ်တော်အမျိုးသမီးကလေပဲခူးရတယ်လीဒါဆိုပဲခူးကခြံကိုရောင်းပြီးတော့တီလေးတို့ချီရဖြောက်ခဲ့တာမှန်သွားပြီပေါ့အိမ်အောင်ကြတာလားစိုးမြစ်သွားတဲ့မိန်းမတယောက်ကိုတော့နေရဟောင်းကပြန်လာမလားနေတိုင်းစောင့်နေခဲ့ရတာတခြားမိန်းမတယောက်ကိုလက်ထပ်ဖို့ဆိုတာကရည်စရာကောင်းမနေဘူးလားဆရာရဲ့စကားကြောင့်ပို့ပြီးတော့မှင်သက်သွားတယ်ဆရာအခုပဲခူးပမာနေရလေအမစီယန်ရဲ့ခြံကိုပြန်ဝဲပြီးတော့နေတာအခုဆို၄နှစ်ရှိပြီရှင်အန်အောပြီးအန်အောရတဲ့သူကတော့ပိုးဝယ်ဖြစ်ပါတယ်ကိုအမေနှလုံးယောဂကြောင့်စင်ကာပူကိုဆေးသွားကူတာတစ်နှစ်ကြာခဲ့တယ်အဲ့ဒီတစ်နှစ်အတွင်းကိုဗမာပြည်ကိုချေမချနိုင်ခဲ့ဘူးပြီးတော့အမကိုလည်းအဆက်အသွယ်မလုပ်ခဲ့မိဘူးအဲ့ဒီအချိန်ကအမေအသက်ရှင်ရလို့ရင်ဘာလို့မှစိတ်ဝင်စားခဲ့တဲ့ကိုရဲ့အမကြောင့်အမချီရဖြောက်သွားတာကိုတစ်နှစ်ကျော်မှသိခဲ့ရတယ်ဒါဆိုရင်ဆရာရက်ကွက်ကိုရောက်ခဲ့တာလားယောက်ျားတံမေမျက်ရည်တချို့ရွဝိုင်းနေတဲ့မျက်ဝန်းစုံနဲ့သူခေါင်းကြီးပြမိပါတယ်ကိုရောက်ခဲ့ပါတယ်ပို့အမချန်ရောက်ပြီးတော့ပြောင်းသွားပြီဆိုတဲ့သတင်းရလွယ်ပြီးကိုဘာအောင်မှသိခဲ့ရတာမရှိဘူးနောက်ဆုံးတော့တနေ့တော့အမပြန်လာမှာပဲဆိုတဲ့စိတ်ကလေးနဲ့ကိုအမချန်ကိုအမရောင်းခဲ့တဲ့သူတွေစီကဈေးနဲ့စပေးပြီးတော့ပြန်ဝဲခဲ့တယ်အခုကိုအဲ့ဒီအိမ်မှာပဲနေပြီးအမကိုစောင့်နေခဲ့တာ၄နှစ်ရှိပြီစကားအဆုံးမှာတော့တုံရင်နေတဲ့အတန်ကိုထင်ရင်ပါပြစ်မော်လွန်းစင်ကြလာတဲ့သူ့ရဲ့မျက်ရည်တွေကိုမြင်ရတော့ပိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဘယ်အရာတွေကများအဲ့ဒီလူသားနှစ်ဦးကိုဝေးကွာစေခဲ့ပါလေကို့ကိုဖြစ်နိုင်ရင်အမဘက်မှာရှိနေလေပြောပြပေးလို့ရမလားတောင်းမှတိုးရှိုးတဲ့သူ့ရဲ့စကားတန်ကပိုးကိုအသနာခံနေပါတယ်ပိုးလေဆရာကိုစိတ်မသက်မသာကြည့်ပြီးတီလေးကအခုလှဲကူးဘက်မှာနေတယ်ဆရာတကယ်လားစိတ်တွေအငြိမ်မနေစွာမေးလာတဲ့သူ့ရဲ့ပုံစံကကတော်ကမျောမြစ်ထဲမျောနေတဲ့လူတူကရှာရှာပါပါတွေးလိုက်ရတဲ့ဒိုက်ပုတ်လေးတစ်ခုကိုမမီမကန်လှမ်းဆွဲလိုက်မိသလိုသူမရှိနိုင်မယ့်နေရာကိုတီးလိုက်ရတာကသူ့အတွက်မျောလင်းချက်ရောင်ကြီးလေးတစ်ခုဖမ်းဆုပ်လိုက်မိသလိုပဲဖြစ်နေပါတယ်။ဒါပေမဲ့တယောက်တည်းမဟုတ်ဘူးဆရာ။ဟင်မျောလင်းချက်တွေတနေ့တပိုးစုပ်ကန်ပြီးမှတစုံတရာလေးဟာသွားသလိုရင်တစ်ခုလုံးတုန်လှုပ်သွားတဲ့သူကတော့မင်းညံ့တာပဲဖြစ်ပါတယ်။သူ့မှာမျောလင်းချက်မရှိတော့ဘူးလား။တီလေးနဲ့အတူဆရာရဲ့သမီးလေးပါရှိနေပြီ။ဘလို့ဒီတစ်ခါကြားလိုက်ရတဲ့စကားကနှလုံးသားအလဲပိုတက်တဲ့မှာတိတ်ငနေနှွေးကနေ
ပို့ပြောလိုက်တာဟုတ်ပါတယ်ဆရာဒီလေးမှာဆရာနဲ့ရတဲ့သမီးလေးတယောက်ရှိနေပြီမဖုံးနိုင်မဖိနိုင်သူ့ရဲ့နှလုံးသားတွေလှိုက်ဖို့မောလာတဲ့သူဟာအတိုင်းစားမဲစွာပါမင်းညံသာတို့ကံကောင်းချက်များမိမနဲ့သမီးတခါတည်းပြန်ရမယ်ကိန်းလဲဦးကိုသွားဖို့ရောက်ဖို့အတွက်ရန်ကုန်အိမ်မှာချက်ချင်းကားယူကထွက်ခဲ့လိုက်ပါတယ်သူကအမရဲ့လိပ်စာအတိုင်းအမရှိရအိမ်ရှိကိုစိုက်မြက်ရောက်လာခဲ့ပါတယ်အိမ်ရှိကိုရောက်တဲ့အခါမှာတော့ကားပေါ်မှာဆင်းပြီးအမရှိရအိမ်ကြီးကိုခဏမျှငေးကြည့်နေမိတယ်အတော်အသင်းကြောင့်မှချက်မကြီးတကားကိုအသာတုံးဖွင့်ကအိမ်ရှိကိုရှောက်လာခဲ့လိုက်ပါတယ်အမစီယံဘသူလဲငါအကျွေးစင်းနေစစ်နေလို့အိမ်ထဲဝင်ခဲ့ထွက်ပေါ်လာတဲ့အတန်ဆူဆူလေးဟာမင်းညံ့သားရဲ့နှလုံးသားကိုတိတ်ကနေနှွေးကနေပြင်အောင်အိမ်လေးကိုအသာကြီးကအိမ်လေးပေါ်ကိုသူတက်ခဲ့လိုက်ပါတယ်အရင်မူလအတိုင်းစီးရင်စာအုပ်တွေကြားမှာပုံမုံလေးထိုင်ရင်းနဲ့အကျွေးစင်းနေစစ်နေတဲ့သူမှသူ့ရဲ့ရင်တွေက9နှစ်တောင်လမ်းဆုတ်ခဲ့ရတဲ့အမပုံကောင်းနေတဲ့သူမှ9နှစ်ကြီးများတောင်သူ့ကိုရှောင်နေတာတဲ့လားအဲ့လိုတွေးမိပြန်တော့ရင်ထဲမှာနာကျင်လာပြန်ပါတယ်ဘာပြောစရာရှိလို့လဲလာလေဟင်နောက်ပါးစီမှခြေတံကြားလိုက်ရပြီးရွေရှားလာခြင်းမရှိတဲ့အနေအထားကြောင့်စီယံလှည့်ကြည့်လိုက်စဉ်တွေးလိုက်ရတဲ့လူကြောင့်စီယံမတက်ရက်ပြီးသားဖြစ်သွားရပါတယ်မင်းညံတာမတင်မှတ်ထားတဲ့လူကဘာလို့များအခုအချိန်မှာပေါ်လာရတာလဲစီယံထိုင်နေရနေထားလိုက်ပြီးဆရာဘလို့လို့ဆရာတဲ့လားရင်ထဲမှာသူမရဲ့အခေါ်စကားတကွန်ကြောင့်နင့်သွားပါတယ်သူလမ်းဆုတ်ခဲ့ရတဲ့မျက်နှာလေးကိုတမေတဆွေးကြည့်ပြီးဘာလို့ကျွန်တော်ပြန်လာတဲ့အထိမဆောင်တာလဲရင်မင်းနဲ့သူ့ရဲ့မျက်ဝန်းထဲမှာပြိုတော့မဲ့မိုးတပွေမျက်ရည်ကြီးတွေစူးအိုင်နေပါတယ်စီယံဘာပြောရမယ်မသိအောင်စွန့်အားနေပါတယ်အဲ့ဒီယောက်ျားကိုသူမစီပြန်လာလိမ့်မယ်လို့မထင်မှတ်ခဲ့တာကအမှန်ပါလွန်ခဲ့တဲ့4နှစ်ကအမနဲ့အတူနေခဲ့ဘူးတဲ့အိမ်လေးစီကျွန်တော်ပြန်ရောက်လာပါတယ်ဒါမဲ့အမအားလုံးရဲ့အဝေကိုထွက်သွားတယ်အားလုံးကိုခြေရာဖြောက်ပြီးအိမ်ချမ်းမှရောင်းသွားတယ်တဲ့ကျွန်တော်အမရောင်းခဲ့တဲ့ခြံလေးကိုပြန်ဝယ်ပြီးတော့နေခဲ့တာ4နှစ်ရှိပြီပြန်မလာတော့ဘူးထင်ခဲ့တာညံသာမျက်နှိုးခဲ့ရတဲ့ချစ်သူရဲ့မျက်နှာလေးကိုငေးမော့ကြည့်ရင်ပြန်လာမှာပေါ့အမကိုကျွန်တော်ချစ်ခဲ့လို့တေချာပေါ့ပြန်လာမှာပေါ့အမရဲ့လူဆိုးကောင်စီယံကစကားဆုံးမှတော့သူ့ရဲ့ရင်ခွင်ကြီးတွေတိုးဝင်ကသူ့ရဲ့ကြောပြင်းကြီးကိုတင်းကျပ်စွာဖတ်ထည့်ထားပါတယ်သူလွမ်းခဲ့ရတဲ့အမရဲ့ခန္ဓာကိုယ်တည်တည်လေးကိုသူ့ရဲ့ရင်ခွင်နဲ့ထိုးပွေးလိုက်မိပါတယ်အဲ့လိုထိုးပွေးလာတဲ့သူကြောင့်စီယံသူ့ရဲ့ရင်ခွင်ထဲကနေနေပြီးသူ့ရဲ့ရင်ဘတ်ကြီးကိုထိုးရိုက်ခါငိုနေမိပါတယ်ငါနေပြန်မလာတော့ဘူးထင်ခဲ့တာငါ့ကိုနေတသက်လုံးပြစ်ထားခဲ့ပြီထင်ခဲ့တာလူဆိုးကောင်အမရဲ့လွမ်းခဲ့ရတဲ့ကိုသိန်းရနံ့လေးမျက်နှိုးခဲ့ရတဲ့ပါးပြင်လေးချစ်ချင်းမျက်နှိုးချင်းနေနဲ့တူရင်ခွင်ထဲကအမကိုလွတ်ထွက်သွားမိအလားပိုလို့ခက်တင်နဲ့ပွေထားမိပါတယ်ချစ်တယ်အမရဲ့မျက်နုံချစ်မိတာပါကျွန်တော်ရဲ့စွာတေးလန့်အမကြီးရဲ့ရင်ခုန်တိုင်းသာအချစ်ဆိုတာအစကတည်းကသိခဲ့ရင်ကျွန်တော်ရင်ခုန်တန်းတွေကိုမညာခဲ့မိပါဘူးအမရဲ့နှစ်ဦးသားတယောက်ကိုတယောက်ငေးကြည့်ရင်မျက်ရည်တွေစိုးခဲ့ရပါတယ်။နီးရဲရင်ထဲမှာငါမရှိခဲ့ဘူးထင်ခဲ့တာ။တိုးရိပ်စွာထွက်ပေါ်လာတဲ့သူမရဲ့စကားသံတဲတဲကြောင့်ညံသာသူမရဲ့ရှိမှဒူးထောက်ထိုင်ချလိုက်ပါတယ်။ပြန်သွားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်။တနေ့လောက်မဆက်သွယ်မိလို့လေတောင်းပန်ပါတယ်။အရင်ကစွာတေးလန့်အမကိုမချစ်ခဲ့မိလို့လေတောင်းပန်ပါတယ်။ဒုတိယအချိန်သူစောက်ကင်မိတာကသူမရဲ့လက်သွယ်လေးနှစ်ဦးစလုံးရဲ့မျက်နှာပြင်မှာမျက်ရည်စားတွေနဲ့ပြီးတော့ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ရင်သွေးလေးကိုလူလောကထဲရအောင်ခေါ်ခဲ့ပြီးတော့ချစ်တယ်ဒီကဆော့စွာအမကြီးကိုဘယ်အချိန်မှမသိပေမဲ့မျက်နှာချစ်မိသွားတာစီရဲ့ခန္ဓာကိုယ်တသေးလေးကသူ့ရဲ့ရင်ခွင်မှာနားခုတ်မိလိုက်ပါတယ်လွမ်းခဲ့ရတဲ့သူ့ရဲ့ရင်ခွင်တန်းနာခဲ့ရတဲ့သူ့ရဲ့ရင်ခွင်အခုတော့အဲ့ဒီရင်ခွင်မှာမျက်ရည်တွေနဲ့နားခုတ်ခွင့်ရခဲ့ပြီဖြစ်ပါတယ်ညံသာသူ့ရဲ့ရင်ခွင်ထဲကအမကြီးကိုမျက်နှိုးချင်းတွေနဲ့ထိုးပွေထားမိပါတယ်အခုတခါထွေးပွေးမှုဟာဘယ်သောအခါမှလှုပ်ပေးမိတော့မှမဟုတ်ပါဘူး။သမီးမိခင်ရင်ခွင်နဲ့ခေါင်းလေးတိုးဝင်ကဖတ်ထွက်ထားတဲ့သမီးလေးကိုကြည့်ပြီးသူ့သွေးသားဆိုတဲ့အတီးဟာညံသားရဲ့ရင်နဲ့တိတ်ငနေနှွေးကနေသမီးဖေဖေလေးဖေဖေဆိုတဲ့စကားအသုံးနှုန်းကြောင့်ရွှေလေးသူ့ကိုမျက်ဝန်းဝိုင်းလေးနဲ့ကြည့်ပြီးဖေဖေနှကန်းတည်းလေးနဲ့ခေါ်လိုက်တဲ့အဲ့ဒီတန်လေးဟာသူ့ရဲ့နှလုံးသားထဲထိတိုင်းငိမ့်ငိမ့်ညောင်းညောင်းစီစီဝင်ရောက်သွားခဲ့ပါတယ်။သမီးလေးရဲ့အမရဲ့ရင်ဝင်တွေကသမီးလေးကိုဆွဲခေါ်ပြီးခက်တင်နဲ့ပွေးချင်နှမ်းရှားမိပါတယ်။ဒီသမီးလေးရဲ့ဖြစ်တည်မှုကိုဘာတခုမှမသိခဲ့ရတဲ့အဖြစ်ကကုံလွန်သွားတဲ့အခြေအနေအတွက်နောင်တမျက်ရည်တွေကြားမိပြန်ပါတယ်။သမီးလေးရဲ့ဆန်နယ်လေးတွေကိုတယူတရတက်တင်ကနှစ်ဖူးလေးကိုနှမ်းရှာရင်းနဲ့ယောက်ျားတက်မဲ့မျက်ရည်တွေကပူပူပေါက်ပေါက်စီရန်သူ့ကိုကြည့်ပြီးတော့ဘာပြောရမှန်းမသိအောင်သူမလည်းဝမ်းနေစွာနဲ့ငိုရှာမိပါတယ်
သူ့ရဲ့ရင်ထဲမှာသူမရှိနေခဲ့တယ်ဆိုတဲ့အသည့်ဟာသူမရဲ့စိတ်တွေတင်းခံထားတဲ့ဥပက္ခတတိုင်းကိုသူဖြိုချနိုင်ခဲ့ပါတယ်။အရှိရသားဖားမြောက်ကိုကြည့်ပြီးသူမလည်းမျက်ရည်တွေကြားမိပြန်ပါတယ်။သမီးလေးကတော့ဖခင်ရုံငင်ခေါင်းတိုးဝင်ပြီးတော့ငြိမ်သက်နေပါတယ်။ညံသာပါပြင်ပေါ်မှာတော့မျက်ရည်စားတွေကမခန်းချောင်းနိုင်အောင်ဖြတ်တန်းစီးဆင်းသွားရပါတယ်။ညအမရန်ရဲ့အောက်မှာနှစ်ယောက်သားအတွေးကိုစီနဲ့ထိုင်နေကြပါတယ်။ညံသာမှာတော့မိမိကိုယ်ကိုအပြစ်ရှိသူတူတဖွယ်အကျဉ်းချင်းသူမကိုတောင်းပန်နေမိတာအထက်ထက်ခါခါတောင်းပန်ပါတယ်ကျွန်တော်အမှန်ဆိုအမစီအကြောင်းကြားခဲ့တဲ့နေစီယံနွမ်းဖြိုးစွာပြုံးလိုက်ပြီးအမှန်ဆိုနင်းလည်းမမားခဲ့သလိုငါလည်းမမားခဲ့ဘူးညံသာငါလည်းငါအမှန်တရားနဲ့ငါအဝေးကိုထွက်ခဲ့တာနင်းလည်းနင်းရဲ့မိဘအတွက်အဝေးကိုထွက်သွားတာအမှန်တော့ငါတို့နှစ်ယောက်ကိုကံကြမ္မာကြည်စားခဲ့တာပါအေးစေးတည်ငြိမ်စွာပြောနေတဲ့အမကိုညံသာမျက်နှာမွှားစွာငေးကြည့်နေမိတယ်ဟိုရင်ကသူမကိုမချစ်မိခဲ့ပေမဲ့လေနောက်ပိုင်းမှာတော့သူ့ရဲ့ရင်နဲ့မျက်နှိုးစွာနဲ့ချစ်မြတ်နိုးခဲ့တဲ့အမျိုးသမီးတူပဲဖြစ်ပါတယ်။ထမင်းစားတော့မလားငါထမင်းပြင်လိုက်မယ်လေဟုတ်ပါရဲ့ည9နာရီထိုးသည့်တိုင်သူ့မှာထမင်းစားဖို့ဝင်တတိမရအားချီရသူနဲ့သမီးကိုမြင်တွေ့လိုက်ရတာကသူ့မှာဗိုက်စာဖို့ဝင်တတိမရခဲ့ပါဘူး။စကားအဆုံးမှာတော့သူ့အဖေကိုပင်မဆောင်တော့ဘဲနဲ့မိဖို့ရဲဝင်သွားတဲ့သူကတော့စီယံပဲဖြစ်ပါတယ်။သူ့နောက်မှလိုက်ခဲ့လေတော့မိမသားပြီးသားတဲ့သူမထမင်းဟင်းတွေကိုထမင်းစပွဲမှာစုံလင်စွာပြင်ဆင်ထားပါတယ်။ဗိုက်စာနေမလားဟင်းတော့မကောင်းရှိတာလေးတော့စားလိုက်ထမင်းစပွဲပေါ်မှာပဲပြုတ်ကျော်နဲ့မကြီးရွက်တော့အရေသောမြင်နဲ့ပဲကြီးဟင်းရတစ်ခွက်ကအစင်သစ်နေရာယူထားပါတယ်။ရေစလုံးမှာလက်ဆေးလိုက်ပြီးထမင်းဝိုင်းမှာသူထိုင်လိုက်ပါတယ်။ပြီးမှတနခါရေးရေးလေးနဲ့တူဖြင်းချမ်းချီတာအင်ကြီးရမုံဝစ်ဆန်ထားတဲ့သူမကိုကြည့်ပြီးသူပြောလိုက်တာကကျွန်တော်အတွက်ဟင်းကောင်းတွေမလိုတော့ပါဘူးကျွန်တော်ဘဝမှာအမားရှိနေရင်အရာရာပြည့်စုံနေပါပြီဟင်းကောင်းတစ်ခွက်ထက်အမရဲ့အပြုံးတစ်ခုကကျွန်တော်အတွက်အားရင်ပါပဲစကားတွေတက်လုံးနေတဲ့ညံသားကိုစီယံခက်ငငယ်လေးကြည့်မိပါတယ်ဟိုရင်နှစ်တည်းကစီယံကိုထားခဲ့တဲ့မင်းညံသားမှာဟုတ်ပါလေစားအရာရာအားလုံးပြောင်းလဲတတ်တယ်ဆိုတဲ့စကားအတိုင်းလူတယောက်ရဲ့စိတ်ကလည်းပြောင်းလဲတတ်တယ်ဆိုတဲ့စကားကအမှန်ကန်ဖြစ်ပါတယ်သူမကိုချစ်မလာနိုင်တော့ဘူးလို့ထင်ခဲ့တဲ့လူတူကအခုတော့လေသူမကိုချစ်သေးတယ်လားသူမချစ်ခဲ့မိတဲ့ဒီလူသားရဲ့နှလုံးသားကိုအမှန်တကယ်ပဲသူမပိုင်ဆိုင်ရတော့မှာကအမှန်ကန်လားဒီတခါတော့မခံစားချင်ဘူးညံသားရဲ့မင်းညံသားတယောက်ဇနီးနဲ့သမီးကိုပြန်တွေ့တဲ့အကြောင်းမိခင်ကိုအကြောင်းကြားခဲ့ပါတယ်ဒေါခင်ခတ်မှလည်းမြေးနဲ့ချွေးမကိုပြန်တွေ့ပြီဆိုတဲ့သတင်းစကားကြောင့်လှဲဦးကိုချိုသိန်းငယ်နဲ့တူချက်ချင်းလိုက်လာခဲ့ပါတယ်သမီးရဲ့အမေဖြစ်သမီးကိုတွေ့ခွင့်ရတာဝမ်းသာလိုက်တာဒေါခင်ခတ်မှာတော့ရင်းချက်ပြီးတင်းငိမ်လုံးနဲ့ချွေးမအောင်ကြည့်ပြီးပီတိတွေဖြစ်နေရပါတယ်ဒီလိုမင်းကလေးကိုချွေးမတော်ခွင့်ရတဲ့သူမကအတော်ကိုကံကောင်းသလိုပင်ခံစားရပါတယ်ဒါအမေမြေးလေးလားဖြူဖြူဦးဦးလေးနဲ့သားနဲ့တူလိုက်တာဖွားဖွားရဲ့မြေးလေးရွှေလေးရဲ့ပါပြင်လေးကိုအာရပါရနန်းရှာရင်နဲ့စကားတွေဆိုနေတဲ့မိခင်ကိုညံသာပြုံးရည်သာကြည့်နေမိပါတယ်မေမေခက်ကလေသူ့မြေးနဲ့ချွေးမအောင်တွေ့ရမယ်ဆိုတာနဲ့ခံစားနေရတဲ့ယောဂတောင်မှတဝက်သက်သာသွားသလားမှတ်ရတယ်ချိုသိန်းငယ်ရဲ့စကားကြောင့်ရင်ခွင်ထဲကမြေးဖြစ်သူကိုချစ်မွားတဲ့မျက်ဝန်းနေနဲ့ကြည့်ပြီးယောဂတဝက်မဟုတ်ဘူးသိလားမေမေခက်ယောဂကအရှင်းပြောက်သွားသလိုတာအောင်မိသားစုစုံစုံလင်နဲ့တွေ့ရတာမေမေခက်သိဝမ်းသာတာပဲအမေရဲ့ချွေးမကိုလည်းကျေးဇူးတင်ပါတယ်တာနဲ့တူတဲ့မြေးလေးမွေးပေးလို့လေတစ်ဆက်တည်းမေမေပြောချင်တာကရန်ကုန်ပြန်ရင်သမီးနဲ့မြေးလေးကိုတခါလေးလိုက်ခဲစေချင်တယ်အဲ့ဒါလေစီယံသူနဲ့သူ့ရဲ့မိခင်ကိုတလဲစီကြီးကမျက်လွှတ်လေးချလိုက်ပြီးအထိုင်ကျပြီးသားနေရာတနေရာကိုကျမဆွလွတ်ဖို့ခက်ခဲနေသေးတယ်ပြီးတော့မင်းညံသာနဲ့ကျမအဆင်ပြေဖို့ဆိုတာကကျမနဲ့သူကြားမှာညှိနှိုင်းကြလေးတွေရှိအောင်မယ်လို့မြင်ပါတယ်အဲ့ဒါလေပထမတစ်ချိန်ရလို့အမမျိုးထပ်မမားချင်တာလည်းပါပါတယ်အမေနားလဲပါတယ်ဒါပေမဲ့သမီးရဲ့ကလေးကိုတော့အဖေအမေရှိရဲ့နဲ့မိတကွဲဖတကွဲမဖြစ်စေချင်ဘူးသမီးအနေနဲ့တေချာလေးတော့စဉ်းစားစေချင်တယ်ဟုတ်ကဲ့စီယံသူမဘေးမှာမျက်နှာငယ်လေးနဲ့ရှိနေတဲ့ညံသားကိုတလေအဖွားဖြစ်သူရဲ့ရင်ခွင်အတွင်းမှာငိမ်သက်နေတဲ့သမီးလေးကိုတလဲစီကြည့်ကတမနွေနွေကိုသာရှိုက်လိုက်မိပါတယ်အမှန်တကယ်တော့သူမကိုပြစ်ပယ်ထားခဲ့တဲ့အဲ့ဒီယောက်ျားကိုမုန်းညင်မိမလဲ9နှစ်တွင်အိမ်အဟောင်းလေးမှနေပြီးသူမကိုစောင့်နေတယ်ဆိုတဲ့စကားကြောင့်သူမရဲ့ရင်ထဲမှာသူ့ကိုပြစ်ခတ်မုံရက်နိုင်ခဲ့တာကတေချာနေပြန်ပါတယ်ဘာပဲဖြစ်ဖြစ်ရောင်းမကိုအချိန်တစ်ခုတော့ပေးလိုက်ပါကိုရဲ့ချိုတဲ့အရှုံးသမားတူတဖွေအရှုံးမေးလက်မြောက်ချင်နေတဲ့အကိုဖြစ်သူကိုကြည့်ပြီးတော့တမနွေနွေကိုရှိုင်းလိုက်မိပါတယ်ငါဘာလို့တင်လဲချိုတဲ့အမကိုစိတ်ကျဉ်တဲ့အထိငါဘာပြန်လုပ်ပေးရမလဲချိုတဲ့လေသူတို့နှစ်ဦးကိုကြည့်ပြီးတော့ဘာပြောမှန်းမသိဖြစ်ရပါတယ်တယောက်နဲ့တယောက်နှစ်တည်းကြာရေးစောင့်စားခဲ့ကြပြီးဝေးကြဖို့ဆိုတာကမဖြစ်နိုင်တော့ဘူးထင်ပါရဲ့
ချိုတဲ့ကိုရဲ့ပခုံးကိုအသာပုတ်ရင်အချိန်နေရှိပါသေးတယ်ကိုတေချာစဉ်းစားပါအမအောင်နားလေအောင်ဖြောင်းပြပြောပါအင်းပါချိုတဲ့အိမ်ထဲပြန်ဝင်သွားတဲ့အထိသူ့အိမ်ထဲမဝင်နိုင်ခဲ့ပါဘူးအိုင်ညာကသူ့အိမ်လည်းမပြောနိုင်ခဲ့ပါဘူးဘာအတွက်ကြောင့်အမတခုကိုကျူးလွန်မိတယ်လို့ထင်မိနေရတာလေမွန်ကျက်လာရတဲ့စိတ်အစဉ်ကြောင့်ညံသာညအောင်မအောင်မသာတညတာကုံဆုံးခဲ့ရတယ်အချိန်တွေနောက်ပြန်လှည့်လို့ရရင်သူမနဲ့ပြောခဲ့မှုတဲ့အချိန်တွေကိုသာနောက်တစ်ခေါက်ပြန်သွားခွင့်ရပါစေလို့ဆုတောင်းရင်မန္တလေးမှာတပတ်တာနေပြီးတော့ဒေါခင်ကန်းနဲ့ချိုတဲ့တို့ပြန်သွားကြပါတယ်မပြန်မဲရှိနေတဲ့သူကတော့မင်းညံ့တာပဲဖြစ်ပါတယ်နေပါလို့ပြန်လိုက်မသွားတာလေလျှော်ဖို့ရန်သမီးအဝတ်တွေကိုချစ်နှလုံးနဲ့ဆူထက်နေတဲ့သူမရဲ့နာကိုညံသာလျှောက်လာတော့သူမမေးလိုက်ခြင်းပဲဖြစ်ပါတယ်ညံသာအခန်းထဲရောက်တော့သူမကိုခက်ထွေကြည့်ပြီးဘာလို့အတင်းပြန်လွတ်နေရလဲကျွန်တော်အမဘလို့တောင်းပန်ရမှာလဲဘလို့မှမတောင်းပန်နဲ့နင်းနဲ့ငါရဲ့ကြားမှာတောင်းပန်နေဆိုတဲ့စကားမလိုခဲ့ဦးထင်ပါတယ်ဘာလို့လဲဆိုတော့ငါတို့နှစ်ယောက်လုံးကကိုယ်အမှန်တရားနဲ့ကိုလေးသက်ခရေးလေးနဲ့ပြောနေတဲ့အမကိုညံသာနားမလည်နိုင်ဖြစ်ခဲ့ရပါတယ်သူတမနွနွကိုရှိုက်ပြီးကျွန်တော်အမရဲ့ခင်မို့နောက်တစ်ချိန်မဖြစ်နိုင်တော့ဘူးလားရေဝေဆွေးမိနေတဲ့သူ့ရဲ့မျက်ဝန်းတွေကတစုံတစ်ခုကိုမျောလင်းနေတဲ့အစီယံမျက်နှာလွှဲလိုက်ပြီးခင်မောတူအနေနဲ့လက်ခံနိုင်တယ်လို့သမီးရဲ့အဖေဖြစ်နေလေလက်ခံနိုင်ပါတယ်ဒါပေမဲ့နင့်ကိုပြန်လက်ခံပေးနိုင်မှုကတော့ငါမစင်စားချင်ဘူးအခြေအနေအရရက်ကမဖြစ်နိုင်တော့ဘူးထင်တယ်ဟာသူမရဲ့စကားဆုံးမှာတော့ညံသားရဲ့စိတ်တွေရှုပ်ထွေးသွားတယ်ဘာရီရများသူမရဲ့စိတ်ကိုအရင်လိုမဟုတ်လေပဲပြောင်းလဲသွားစေရတာလေမင်းညံသားနေအဲ့ညံမှာဘာလုပ်နေရလဲမနက်၄နာရီအေးရနိုးတဲ့အချိန်မှာညံသားကိုအိမ်ရှိသစ်ပင်အောင်မှာငငွေထိုင်နေအောင်တွေ့လိုက်ရပါတယ်မင်းညံသားသူမမင်းညံသားရဲ့ပကုံးအသားလှုံရမ်းခေါ်လိုက်ပေမဲ့လေမင်းညံသားကသူမကိုပဲလှဲမကြည့်ပဲအမကျွန်တော်အရန်မုန်းနေရလားယင်သူကခံစားချက်မင်းနေသူတူလို့အဲ့ဒီမေကုံကိုသူမကိုမေးမိလိုက်တယ်ပြီးတဲ့နောက်သူမရဲ့အပြေစကားကိုပင်သူမဆောင်တော့ဘဲနဲ့စကားဆက်လာခဲ့တယ်ကျွန်တော်ရဲ့အချစ်ဦးကဝါဆိုးဆိုတာမှန်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အမကိုရေကုန်အတန်ရဲ့စီစားရအတိုင်းချစ်မိသွားတယ်ချစ်မိသွားတာမှယူယူမမှုပါဒါကိုအမသိမှမဟုတ်သလိုယုံမှလည်းမဟုတ်ပါဘူးအမကတော့ထင်မှာပေါ့ဒီကောင်ယူချက်ကြောင်နိုင်ပြီးတော့ပြောချင်တာပြောနေတယ်လို့လေဒါပေမဲ့ဒီကောင်ရင်ထဲကအချစ်တွေကိုတော့အမမြောင်မကြည့်တတ်ခဲ့ပါဘူးစကားကိုတထောင်နာပြီးသူတပြင်းခပ်ဖွားရှိုက်ကစကားဆက်လာခဲ့ပါတယ်ကျွန်တော်ပြန်သွားတဲ့အပေါ်မှာအမစိတ်နာသွားမယ်ဆိုတာကျွန်တော်နားလေသလိုတီလဲသိနေခဲ့တယ်အမကိုကျွန်တော်ဖွင့်မပြောခဲ့တာအမစိတ်နာစရာဖြစ်သွားခဲ့မယ်ဆိုတာကျွန်တော်ကြိုမတွက်ခဲ့မိတာပါအမှန်ကကျွန်တော်အမစီကပြန်သွားပြီးမမေကိုအမနဲ့တရားဝင်လက်တွဲခွင့်ရဖို့ပြောခဲ့ပါတယ်ချိုသေးနဲ့လက်ထပ်ပွဲကိုအတိလင်းဖြတ်သိမ်းခဲ့ပြီးတော့မမေနဲ့အမစီပြန်လာဖို့စီစဉ်နေတဲ့အချိန်မှာမမေရဲ့နှလုံးရောဂါပြန်ဖြစ်လာခဲ့တယ်နောက်ဆုံးမမေကိုလက်လွတ်လိုက်ရတဲ့အနေအထားဖြစ်သွားခဲ့တယ်မမေကနှလုံးအစာထိုးကူးရမယ်တဲ့ဒီအချိန်မှာယူမတက်ဖြစ်ခဲ့ရတယ်တစ်ဖက်ကအမစီကိုအပြေးပြန်လာခြင်းနဲ့စိတ်တစ်ဖက်ကကျွန်တော်ငယ်ရည်ကအကောင်းဆုံးပြူးထောင်ခဲ့တဲ့မမေကျွန်တော်ရဲ့စိတ်တွေအများကြီးလွန်ဆွဲနေကြရတယ်နောက်ဆုံးအမစီပြန်လာဖို့ထက်ရင်နာနာနဲ့မမေအသက်ရှင်မှုအတွက်ကိုသာရွေးချယ်ခဲ့မိတယ်စင်ကာပူမှာမမေကိုအကောင်းဆုံးခွဲစိတ်နိုင်ခဲ့ပေမဲ့မမေကကိုမဝင်သွားခဲ့တယ်ကျွန်တော်အမကိုတနေ့မှမေးမရခဲ့တာတော့ယုံကြည်ပေးပါကျွန်တော်အမကိုချစ်တယ်ချစ်လို့လေပြန်ရောက်ချင်အမစီလာခဲ့တာပါညံသာရင်စီယန်တယောက်ညံသာကြုံခဲ့တဲ့အဖြစ်အပျက်တွေကိုသိခဲ့ရတဲ့အချိန်မှာသူမရှောင်မုန်းခဲ့တဲ့အချိန်တွေအတွက်နောင်နာရမိခဲ့ပါတယ်အဲဒါကြောင့်သူ့ကိုရင်ခွင်ထဲထည့်ပြီးတော့ဖတ်ထားလိုက်မိတယ်တို့လည်းအမေကိုချစ်ပါတယ်ကောင်းလေးရဲ့ကျွန်တော်လည်းမကိုချစ်တယ်မနေ့ကင်းရဲ့လေပြေအေးတို့ဟာထပ်ထူကြတဲ့ရင်ခုန်တန်ပိုင်ရှင်2ဦးရဲ့အချစ်တွေကိုကောင်းကြီးပေးနေသလားတိုးဝေးတိုက်ခတ်လာကြပါတယ်။သမီးလေးထတော့သမီးဖြစ်သူကိုညံသာဖွားဖွားလေးနိုင်ရင်နဲ့လှုပ်နိုးလေတော့အိတ်ချင်တာဖေဖေအမလီဘာအိတ်ချင်တာလဲရွှေလီဘယ်တော့ကဒီချိန်នេះအိတ်ဘူးလို့လဲထတော့ခုဟာအမကလည်းဗျာသမီးကငငယ်လေးရှိသေးတယ်အဲ့လိုရရလားဗျာကလေးသားနုနုလေးရဲ့မင်းညံသာစီယန်တယောက်မင်းညံသာမျက်တောင်းနီနဲ့ကြီးလိုက်ပြီးဒီမှာမင်းညံသာအရန်နဲ့အကဲပုံနေနဲ့ငါသမီးကြောင့်ငါနစ်ထက်ဆယ်စားသေးတယ်ဒါနဲ့နေပါအောင်နေရရောနိုးနေတာတော့မထသေးပဲနဲ့အဲ့ဒါဘာလုပ်နေရလဲငါတော့ချက်လို့ပြုတ်လို့ပြီးပြီထအခုသွားမျက်နှာတဲ့ပွားစီလှုပ်လာတဲ့အမကြီးရဲ့ပါပြင်ကိုဖြတ်ခနဲ့နမ်းလိုက်ပြီးတော့သူထားထွက်လာခဲ့လိုက်ပါတယ်နောက်ပွားစီမှချစ်စရာသမီးလေးအတန်နဲ့သူမအတန်တချူကမနက်ခင်းရဲ့တာယာပွဲတေးတပုတ်ပမာလာသမီးအိမ်ထဲကိုလာပါအောင်ဖွားမီလေးရဲ့ဒေါ်ခန့်ခင်တယောက်
သားနဲ့ချွေမအိမ်ကိုအတူရောက်လာတဲ့အပြင်မြေကိုပါမြင်လိုက်ရတော့သူမရဲ့နှလုံးသားမှာဝမ်းသာပီတိဂွန်းစီထီသလိုနူးညံ့ခြင်းချစ်ချင်းတွေနဲ့ပြည့်စုံနေပါတယ်။စီယန်တယောက်မင်းညံသာတို့အိမ်ကြီးကိုဝေးဝိုင်းကြည့်ပြီးတော့သူမမထင်ထားခဲ့ရုံအမှန်မှာမင်းညံသာဆိုတဲ့လူတစ်ယောက်ကဒီလောက်ချမ်းသာကြွယ်ဝလိမ့်မယ်လို့ပင်မထင်ထားခဲ့တာအမှန်ပါ။အမသူ့ရဲ့ခေါ်တန်တိုးတိုးကြားမှာသူမတတိလလုံးငေးနေရမှအတိတချို့ဝင်လာကကျွန်တော်တို့အိမ်ပြောင်းနေရအောင်လားဟုတ်သားပဲသမီးရဲ့အမေလည်းတယောက်တည်းနေရမယ်တူတူအမေရဲ့ချွေးမနဲ့သားနဲ့မြေးလေးနဲ့တူတူနေကျင်တာပေါ့ဟုတ်လားမြေးလေးဖွားဖွားကြီးကရွှေလေးကိုချစ်လားချစ်စရာမျက်နှာလေးဟာမြင်သူဖက်နှမ်းခြင်းစရာဒေါက်ခတ်ခင်မြေးဖြစ်သူရဲ့ပါလီကိုနမ်းရှက်လိုက်ပြီးချစ်တာပေါ့ဖွားဖွားကြီးမှဒီမြေးလေးပဲရှိတာ哦မြေးဖြစ်သူကိုနမ်းလိုက်စကားတွေပြောလိုက်လုံနေတဲ့ဒေါက်ခတ်ခင်တယောက်ရင်ထဲမှာကြည်နူးမှုအပြည့်ပါဘလို့လဲအမပြောင်းမလားစီယန်နွေရလေးကိုအကြောင်းမဲ့ပို့တတ်ရင်အဲ့ဒါတွေဘာတွေလုံးမနေနဲ့သမီးရဲ့မြင်မြင်သာပြောင်းလာလိုက်အမေလိုအဖွားကြီးတယောက်တည်းနေရတာအထီးကျန်နေစီယန်စဉ်းစားပြရစေ哦ဘာမှစဉ်းစားမနေနဲ့ခြေရောက်မကြီးချိုတယ်လဲတူမလေးနဲ့မခွဲချင်ဘူးပြောင်းခဲ့လိုက်တော့မမေရွှေလေးတို့ဖွားဖွားကြီးနဲ့အတူနေမင်းနော်ရွှေလေးရဲ့စကားအဆုံးမှာမင်းညံသာတယောက်စီယန်ကိုဆူဆူနစ်နစ်ကြည့်ပြီးကဲဘလို့လုံးမလဲတောင်တွင်းမြောက်တွေတွေးမနေနဲ့တော့ဒေါ်စီယန်ချေမိသားစုတက်တက်ဝင်းလေးနဲ့ဆူဆူပြပြလေးကျွန်တော်နေချင်တာတော့ဟုတ်ပြီမင်းညံသာသမီးစီယန်ကိုလူသိရှင်ညာလက်ထပ်ဖို့စီစဉ်ရကုမဖြစ်သူရဲ့စကားကြောင့်စီယန်ရဲ့မျက်ဝန်းလေးဝိုင်းသွားရပြီစီယန်တို့ကလက်ထပ်ပြီးပြီလေချွေးမဖြစ်သူရဲ့စကားကြောင့်ဒေါက်ခတ်ခင်ကပြုံးလိုက်ပြီးဒါအမေတို့အတိုင်းဝိုင်းကမတိသေးဘူးလေသမီးအတိုင်းဝိုင်းကပဲသိထားတာဒီကောင်အတုံးမကြလို့အဲ့တော့ဘာမှမပြောကြနဲ့မင်္ဂလာဝဲစီစဉ်မှုပြင်ကြတော့သမီးချိုတဲ့သမီးရောက်မှအတွက်အလှဆုံးမင်္ဂလာဝတ်ဆောင်တစုံအမြန်စီစဉ်ဟုတ်ကဲ့မေခတ်သူတို့အရက်နဲ့သူတို့ဆက်တော့ဟုတ်နေကြသည်ပင်စီရန်လည်းဘာတကူမှဝင်ပြောတော့ပြီးရောက်ခမစီစဉ်ရအောင်သာခေါင်းကြီးလက်ခံလိုက်မိပါတယ်မြမထိုင်မသိဝတ်ဆောင်လေးနဲ့လှပကြော်ရှင်နေတဲ့သူတို့သမီးလေးဟာကျွန်တော်မင်းညံသာချစ်ရပါတော့စီရန်ချဲဆိုတဲ့အမျိုးသမီးပါရီတော့ရည်စရာကောင်းတာသမီးဖြစ်သူအရွယ်ရောက်မှသူမကိုပြန်လက်ထက်ရတဲ့ဘဝတကယ်ပါအခုလက်ထက်ပွဲလေးဟာချစ်ချင်းများစွာနဲ့မုံမှန်ခြေစထားတဲ့လက်ထက်ပွဲလေးပါချစ်စနီးနဲ့ချစ်သမီးအနားမှာသာကျွန်တော်ရဲ့ချစ်တွေကျွန်တော်ရဲ့နှလုံးသားတွေရာသက်ပံသက်ဆုံးထိတည်မြဲသွားဖို့ပါအမှန်စစ်တော့မင်းညံ့သားရဲ့နှလုံးသားတစ်စုံကအဲ့ဒီခက်ဆွတ်စွာအမကြီးကိုမှချစ်ခဲ့မိတာမို့အဲ့ဒီအမကြီးရဲ့လက်တို့ကိုခိုင်မြဲစွာတွင်ရင်ချစ်ချင်းများစွာနဲ့ပြည့်စုံတဲ့အနာဂတ်အချစ်မြတ်တာအိမ်လေးစီတို့ပြင်းပန်းသွားပြီလားယင်ညံသာသူမကိုနောက်ကျောမှအတိုင်းဖိုင်ရင်မေးလာပါရဲ့နင်းစိတ်လိုကြစီစဉ်ခဲ့ပြီးမှပင်မလာမင်းနေရင်တော့ကျွန်တော်ကိုချစ်လားကလေးဆက်လွန်တဲ့သူ့အမေကြောင့်သူမပြုံးလိုက်ပြီးမင်းနေဖို့လိုသေးလားညံသာရဲ့သူမရဲ့လက်ကူသားဝင်ဝင်လေးကိုသူမြင်မျက်နှာနှိုးနှမ်းဆိုင်ရင်အဲ့ဒါဆိုမောင်လို့ခေါ်ဘာမှလည်းမဆိုင်ဘူးအဲ့ဒါဆိုမချစ်ဘူးပေါ့သူမကိုစိတ်ကောက်သွားတဲ့ပုံနဲ့တစ်ဖက်လှည့်သွားတဲ့သူရဲ့မျက်နှာကိုသူမနမ်းလိုက်ပြီးချစ်တာပေါ့မောင်လူဆိုရဲ့အဲ့ဒါဆိုမောင်ရဲ့ရင်ခုန်တန်နေနဲ့တူအချစ်တွေထပ်ထူကြားပြားစေချစ်ရဲ့မောင်ရဲ့ရင်ခုန်တန်နေနဲ့ဖွဲ့တည်ထားတဲ့အချစ်တွေပေးပါမောင်ရဲ့အချစ်ညာရဲ့ရင်ခုန်ခြင်းတွေဟာသူတို့နှစ်ဦးအတွက်ချစ်ချင်းတစ်ခုရဲ့ပြရုပ်တစ်ခုတစ်ဖွဲအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအော်မေရေးသားထားတဲ့ရေခုန်နာအချစ်လားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုနားဆင်အားပေးနေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်